ဟုတ်ကဲ့ဗမန်းဟာသူ့ကိုသတင်းစကားလေးတစ်ခုပဲပါပြီးပြန်ထုတ်လိုက်တဲ့အကြောင်းသတင်းစကားဗမန်းအနေနဲ့ Justice League ကိုမတိုက်ခိုက်ချင်တာကြောင့်လက်ရှိလုံနေရကိုရပ်တန့်ဖို့နဲ့ပိုကောင်းတဲ့နေလမ်းကိုအတူရှာကြဖို့ဖြစ်တယ်လို့ဆိုပါတယ်ရှစ်ဇန်နဲ့ Flash ကဒါကိုစဉ်းစားပေးသိမ့်ပြီးသူတို့က Metropolis ပောက်ကွဲမှုအလွန်အားဆလို့အရာရာကိုအလင်းမြန်တုံ့ပြန်မိနေရကြောင်းလက်ရှိအချိန်မှာရှော့တင်တာကိုရှော့အောင်မယ်လို့ပြောနေပါတယ် Wonder Woman ငါတို့လက်ရှိလုံနေတဲ့အရာစစ်မှန်နေခြင်းကြီးကိုဖော်ဆောင်ပေးနေပြီပဲမလားဆို Flash ကဒါဆိုရင်အတလန်တရန်နေရာကိုဘယ်လိုလဲမင်းတို့တွေသူတို့ရဲ့မျိုးတော်ကိုအောက်ခြေကနေမှခန္ဓာရရဲသွားချပြီးနောက်မှာလုံခြုံမှုရဲ့ရင်ကျဲမှုတွေကိုခံစားရမယ်ထင်လားပြီးတော့မင်းတို့ရဲ့ဒုက္ခိတဖြစ်အောင်လုပ်ရတဲ့ကောင်လေးရောသူလုတ်ခဲ့ရဆိုလို့သူ့လူလူဘက်ကနေရည်တည်ပေးခဲ့ရပဲရှိရဲ့တကူကမင်းတို့ကြောင့်အစာအုံတောင်ပိုက်တန်းနဲ့စားနေရပြီလို့ပြောပါတယ်စူပါမန်မနှိမ့်မြို့စရာကြီးဖြစ်ခဲ့တာကိုမှန်ပေမဲ့လွန်ခဲ့တဲ့အပတ်မှာအရင်ကတည်းကလူတွေအများကြီးကိုကယ်တင်နိုင်တယ်လို့ဆိုပါတယ် Wonder Woman Flash ကိုငငါ့လုံနေရပေါ့အဲ့လောက်တန်တရားဖြစ်နေအခြေမျိုးထပ်သွားလို့ရတယ်လို့ပြောပြီးရှက်စမ်းသူ့တန်တရားမှာယုတ်တိရှိရပဲလေအရင်တစ်ပတ်ကတော့ငါ့လို့ရဲ့ကြောင့် Black Adam သေမလို့ဖြစ်သွားသေးရလို့ဆိုပါတယ် Wonder Woman Black Adam ဟာလူတွေအများကြီးကိုတတ်ခဲ့ရဲ့အကြောင်းပြောတော့ရှက်စမ်းငါလည်းနင်တို့လိုပဲကဘာကြီးတို့တိုက်ခိုက်ပေးခြင်းနဲ့ဒါပေမဲ့ငင်ဝေးပြပြောင်းနိုင်ထက်စီးနီးယားနီလန်မျိုးနဲ့လောက်တာတော့မဖြစ်ချင်ဘူးလို့ညင်းပါတယ်စူပါမန်အဲ့လိုမဟုတ်တဲ့အကြောင်းပြောတော့ရှက်စမ်းငါတို့ရဲ့မင်းရဲ့ဦးဆောင်မှုနောက်ကိုမေးခွန်းမထုတ်ပဲလိုက်နေခဲ့ကြတာအခုထုတ်တဲ့အခါမှာမင်းကမကြိုက်ဘူးဆိုအာနာရှင်ဆန်ရီမလားလို့ဆိုပါတယ်ဒီအချိန်အားလုံးကိုစောင့်ကြည့်နေတဲ့ဒေမီယန်ခမရတို့ရဲ့ဗမန်ရဲ့အကွက်ထဲဝင်နေကြပြီပုံမှန်ပြဝဟာရသူကဟော့ခဲကိုတနေရာရာမှာပဲချုပ်ထားလိမ့်မယ်ဒါဆိုသူရင်ဆိုင်ရမယ့်ပြိုင်ဘက်တယောက်ရော့သွားပြီဒါမဲ့အခုလိုလှုပ်ပေးလိုက်တာသူရိုးသားရိုးမဟုတ်ဘူးလက်နဲ့တစ်ခုအနေနဲ့လှုပ်လိုက်တာဟော့ခဲကအချိန်ကိပုံးတစ်လုံးအနေနဲ့ဒီကိုရောက်လာပဲလို့ပြောပါတယ်လက်ကရောဘင်ပြောတာမှန်တယ်ဒါမဲ့မင်းတို့တယောက်နဲ့တယောက်ချင်းမဖြစ်ကြနဲ့တော့စူပါမန်မင်းရဲ့အဖွဲသားရအောင်ဒီလောက်ရက်တွေပေါ်မှာတတ်မတာခံစားနေရပြီဆိုရင်ကဘာတဝမ်းရတာမန်လူတွေရောဘယ်လိုခံစားရမလဲတွေးကြည့်မင်းအနေနဲ့လူထုကိုပြောချင်တဲ့အရာမင်းတို့ရဲ့ရည်ရွယ်ချက်တွေကိုချပြရမယ်လို့ဆိုပါတယ်စူပါမန်ကလက်ရဲ့စကားကိုလက်ခံလိုက်ပြီးကဘာလူနဲ့ပုံမပွင့်လင်းမြင်သာရဲ့ဆက်ဆံရေးမျိုးလိုအပ်တဲ့အတွက်ဒီလိုဆက်ဆံရေးမှာ Justice League အဖွဲ့သားတယောက်ချင်းစီရဲ့စံတားတွေပူးပေါင်းပါဝင်တဲ့နယ်လို့ပြောပါတယ်ရှက်ဇန်ကစူပါမန်ရဲ့ဆုံးဖြတ်ချက်ကြောင့်စိတ်အေးသွားပြီးကျေးဇူးပါပဲစူပါမန်လူတွေကျွန်တော်တို့တိုက်ခိုက်နေတဲ့အရာတွေနဲ့ဒန်းတူထင်မှတ်သွားကြမှာကိုစိုးရိမ်နေရလို့ဆိုပါတယ်စကြဝဠာရဲ့တနေရာ Evenue ကိုရဲ့ဌာနေ Apocalypse မှာတော့ Darkseid စီတားဖြတ်သူခါလစ်ဘက်ကရောက်လာပြီးကဘာဂျိုမှာ Kryptonian သားစစ်တပ်တွေနဲ့လက်နက်ရန်တရားတွေကိုလိုက်လံဖြုတ်သိမ်းနေတဲ့အကြောင်းသတော်ဦးတင်ပါတယ် Darkseid က Superman ပြောညံသွားပြီလို့မင်းထင်လာလို့မေးတော့ခါလစ်ဘက်ကဒီချိန်ကကဘာမျိုးကိုစစ်ချီဖို့အကောင်းဆုံးအချိန်ပဲလို့ရှောက်ပါတယ် Darkseid က New World ရဲ့တေချင်းတရားပြရုပ် Black Razor ကိုဖန်ထားပြီးနှိပ်စက်နေ Kryptonian သက်ကဘာကိုသိမ်းပိုက်ဖို့ခါလစ်ဘက်ကိုအမိန်ပေးလိုက်ပါတယ်ကဘာအောင်မောလက်က Justice League ရဲ့လုပ်ရက်ကိုစံသားပြခဲ့ Paris မြို့မှာပဲလူလူစုဝေးပွဲတစ်ခုကိုကျင်းပလိုက်ပြီး Superman ခလက်ခန့်ဘဝလိုတာမန်လူသားတယောက်ဖြစ်ဝတ်ဆင်ထားပါတယ်။လွန်ခဲ့တဲ့လ Metropolis ရဲ့အဖြစ်ဆိုပြီး Superman နဲ့ Hero တွေကဒါမျိုးဘတော်မှနောက်ထပ်ထပ်မဖြစ်ရအောင်ကြားကိုကြားခဲ့စူးစမ်းခဲ့ကြပြီးကဘာကြီးပေါ်တရားမျှတမှုနဲ့ငြင်းချမ်းလွှမ်းမိုးစေဖို့မကောင်းမှန်သမျှကိုစစ်ကြေညာခဲ့တဲ့အကြောင်းလက်စစ်စကားနေတဲ့အတူအရက်ဝတ်နဲ့ Justice League ကစင်ပေါ်တက်လာပါတယ်။ Superman ကလူအုပ်ကြီးကိုကြီးလိုက်ပြီးသူ့ရင်ထဲမှာရှိနေရကိုစပြောပါတယ်ခမရတို့ကိုကြောက်လန့်စေခဲ့ရင်တောင်းပန်ပါတယ်ကျွန်တော်တို့ကကဘာတဝမ်းလူသားတွေကိုတက်ဖြတ်နှိပ်စက်ပြီးအပြစ်ပေးမခံရတဲ့ပုံကိုယ်တွေအစိုးရအဖွဲ့တွေအာဏာပိုင်တွေကိုလိုက်လံဖယ်ရှားပြနေကြရမလို့ခမရတို့ကိုဖြည့်ရှင်းချက်မပေးပြခဲ့တာခမရတို့ရဲ့အချို့ကကျွန်တော်ကိုဂျိုသားတကောင်အဖြစ်မြင်ကြလိမ့်မယ်တကယ်တမ်းမှာကျွန်တော်ကခမရတို့ရဲ့တယောက်ပဲခလေးတယောက်ဖြစ်ကဘာပေါ်ရောက်လာခဲ့တဲ့အချိန်ကျင်နာတက်တဲ့လင်မယားကျွန်တော်ကိုမွေးစားဆောင်ရှောက်ပေးခဲ့တယ်လူတွေကလူဖြစ်တဲ့ကျွန်တော်ကလူသားတွေဒုက္ခခံစားနေရတာကိုဘလို့နည်းနဲ့မှကြည့်မနေနိုင်တော့ဘူးအထူးသဖြင့်ဒါတွေကိုတားဆီးဖို့စွမ်းကျွန်တော်မှရှိနေတဲ့အချိန်ကျွန်တော်ရဲ့လုပ်ရက်ကနည်းငယ်ကြမ်းတမ်းတယ်လို့ထင်ရပေမဲ့ရလက်ကတော့အကျိုးမဲ့စစ်ပွဲမှာလူတွေမသေးရတော့ဘူးချစ်ခင်ရတဲ့လူတွေအတွက်မပူဆိုးရတော့ဘူးကွဲကွာနေတဲ့မိသားစုတွေပြန်လဲစုံစည်းကြရပြီကျွန်တော်ရဲ့ဆန္ဒကျွန်တော်ဖြစ်ချင်တာရှင်းပါတယ်ခမရောက်အားလုံးကိုဘေးကင်းစေချင်တာစူပါမန်ရဲ့စကားအဆုံးမှာပဲစူဝေးပွဲရဲ့ဗဟိုကနေဘုံကျူတစ်ခုပွင့်လာပြီးအထက်က Parademon တွေထွက်လာပါတယ်မဲမြင်ကလိုက်လံတိုက်ခိုက်နေတဲ့ Parademon တွေလက်ကလူတွေကိုကာဝယ်ဖို့စူပါမန် Justice League ကိုပြောပြီးသူကခလစ်ဘက်ပြစ်လိုက်တဲ့ကြောင်ကြီးကြောင်လွန်းထွက်သွားပါတယ်လဲကျနေတဲ့စူပါမန်ကိုခလစ်ဘက်ကကြည့်ရင်မင်းကိုအနိုင်ယူရလွယ်လားကြည်လားလို့တွေးလို့သွားဆန်းပါတယ်ဒါပေမဲ့ချက်ချင်းပဲတောက်ကျိုးနေပြီလို့ရည်ရွယ်ကြက်သေးသေးသွားပါတယ်အကြောင်းရင်းကတော့စူပါမန်သူ့ကိုကြည့်နေတဲ့မျက်လုံးတွေကအရင်ကလိုမဟုတ်ပဲအမုန်းတရားအပြည့်နဲ့ကြောက်စရာကောင်းနေလို့ပါစူပါမန်ကစကားတခွန်းမှမပြောပဲခလစ်ဘက်ကိုပိတ်ထိုးလိုက်ပြီးပြင်းရဘလောက်တောင်များလဲဆိုရင်လွန်းထွက်သွားတဲ့ခလစ်ဘက်လေရင်တစ်စင်းရဲ့တောင်မှန်ကိုဝင်တိုက်သွားတော့အရှင်လုံးဝမလျော့ရဲ့အထိပါWonder Womanလေရင်ကိုအကြမနာအောင်ထိန်းထားပြီးစူပါမန်ကတော့လွင့်နေတဲ့ခလစ်ဘက်ကိုမြေပြင်စီပြန်ဆောင်ထိုးလိုက်ပါတယ်West Tower မှာကျန်ခဲ့တဲ့ Justice League member တွေက Paris ကိုတွားကူကြဖို့ပြင်ပေမဲ့ China Shanghai, Russia Moscow, India Mumbai နဲ့ Turkey Istanbul မြို့တွေမှာပါဘုံကျူတွေပွင့်လာပြီး Parademon တွေတောင်းကျမ်းကြပါတယ်။
Batcave မှာတော့ဗမန်ဘုံကျူပွင့်လာတဲ့မျိုးတွေဟာကမ္ဘာလူကြီးအထူးထဆုံးမျိုးတွေဖြစ်တာကြောင့်ကျူးကျော်လာသူတွေရဲ့ရည်ရွယ်ချက်ကလူတက်နိုင်သမျှများများတက်ဖို့ဖြစ်တယ်လို့အဖွဲ့သားတွေကိုရှင်းပြပါတယ်။ဒါအပြင်ဘုံကျူထပ်ပွင့်လာမယ့်နေရာဂေါ်တန်ဖြစ်လာမှာကိုပါခံမှန်းမိရကြောင်းအားလုံးထွက်ပြီးခုခံကြဖို့ပြောပါတယ်။စူပါမန်လက်သိန်းနဲ့ဒုတိယအကြိမ်မြောက်မိတ်ဆက်လက်ရရဲ့ခါလေဘက်ကတော့ Paris မြို့ပြင်ကိုကျလာပြီးပြင်းလုံးနဲ့အရှင်ကြောင့်မြေပြင်ပေါ်မှာဂျိုင်းကွက်ကြီးဖြစ်သွားပါတယ်။စူပါမန်ခါလေဘက်ရဲ့လေဘင်းကိုကန်ရင်လက်သိန်းနဲ့ရွယ်ထားပြီးမင်းရဲ့တိုက်ခိုက်မှုတွေကိုပြင်ရုပ်သိမ်းစမ်းလို့ပြောပါတယ်။ခါလေဘက်ကလှောင်ပြီးမင်းကိုပြောင်းလဲသွားပြီမှတ်တာမပြောင်းလဲသေးဘူး။မင်းမှာကြီးမားရဲ့စွမ်းအားရှိနေပေမဲ့ကြောက်စရာမလိုမှစကြဝဠာတစ်ခုလုံးကသိတယ်။မင်းပြောရမှန်းသိလို့ငါတို့ရဲ့ကဘာကိုအဖန်တလဲလဲတိုက်ခိုက်နေရ။မင်းကင်ဆွဲထားရဲ့ကိုကျင်တရားကြောင့်ပဲမင်းချစ်တဲ့ကဘာလောင်ရဲရလိမ့်မယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲခလုတ်တစ်ခုကိုနှိပ်လိုက်တာကြောင့်ဘုံကျူအကြီးစားကြီးတစ်ခုနဲ့အတူညောင်များစွာသောဖယ်ရဒီမွန်တွေရောက်လာပြီးစူပါမန်ကိုဖိထားလိုက်ကြပါတယ်။ခါလီဘက်ကမင်းကဘာတဝမ်းဖြစ်နေရကိုမြင်ရတယ်။လူအသက်သေးဆုံးနေရကိုမြင်ရတယ်။သူတို့ရဲ့ငိုကြွေးသံတွေကိုကြားရတယ်။ဒါပေမဲ့မင်းကတောက်ရမ်းပြော့ညံ့လုံးတာပဲ။မင်းကိုယုံကြည်ကြတဲ့လူအသက်ကိုကယ်ဖို့ထက်မင်းရဲ့ရန်သူတွေကိုညှာတာပေးဖို့ကပိုရေးကြီးနေတယ်။မင်းလူတွေပေါ်မင်းတာဝန်မကျေဘူးလို့ပြောပါတယ်။စူပါမန်ဒီတစ်ခါမဟုတ်တော့ဘူးလို့ဆိုပြီးသူ့ရဲ့ heat vision ကိုအားကုန်သုံးပစ်လိုက်ပါတယ်။ဒါကြောင့်မဲသူ့ကိုဖိထားကြတဲ့ထောင်တောင်းချီရဲ့ parody မွန်တွေအကုန်ပြကြကုန်ပါတယ်။မျိုးသေးသေးရခုခံနေကြတဲ့ super hero တွေကများပြားလုံးတဲ့ parody မွန်တွေကိုတိုက်ခိုက်နေရတဲ့အပြင်ရက်သားတွေကိုပါကယ်တင်နေရတဲ့အကြောင်းအင်အားမမျှရဲ့အခြေအနေကိုရောက်နေပါတယ်။မျိုးပြန်ခါလေဘက်ကတော့အစနာမကြံအောင်ပြာတီးဖြစ်ကုန်တဲ့ parody မွန်တွေကိုကြည့်ရင်တုန်လှုပ်သွားပါတယ်။ချက်ချင်းပဲသူရှုံးပေးရဲ့အကြောင်းအရှုံးကိုလည်းလက်ခံမဲ့အကြောင်းပြောပေမဲ့ Superman တော့တောက်ခွက်တစ်ချက်ဖြတ်ထိုးလိုက်ပါတယ်။ရွေးချယ်စရာမရှိရဲ့ဆုံးခါလေဘက်ကပြန်တိုက်တာတော့ Superman တစ်ချက်မလှုပ်ပဲမင်းကငါကဘာကိုလာငါလူတွေကိုတတ်ပြီးလွတ်မဲ့ထင်နေလားလို့မေးပါတယ်။ခါလေဘက်ကသူ့ကိုထိရင် Dark Side နဲ့ညှိမဲ့အကြောင်းပြောတော့ Superman မင်းတယ်ဒီမှာမရှိဘူး။အရင်ကမင်းလိုတတဝါမျိုးတွေကိုအသက်ရှင်ဝင်ပေးခဲ့ရမှားတာပဲလို့ဆိုရင်ခါလေဘက်ရဲ့လေဘင်းကိုညှစ်ထားလိုက်ပါတယ်။မင်းငါ့ကိုတတ်လို့မရဘူး။ငါမသေးမျိုးပဲကွာလို့တွေးယူတွေးတဲ့အော်နေတဲ့ခါလေဘက်ကိုစူပါမန်အဲ့ဒါမင်းတော့ကြောင်းလို့ဆိုပြီးမြေမြုပ်ပေးလိုက်ပါတယ်။တစ်ဖက်မှာကယ်ဆယ်ရေးလိုက်လုပ်နေတဲ့ Flash စီစူပါမန်ရောက်လာပြီး Space Star ရဲ့ပဲနေနေတဲ့ Flash Time ထိရောက်အောင်အချိန်မြင့်လိုက်ပါတယ်။ Flash Time တွင်းမှာ Space Star ရာလွင်အရာရက်တက်နေကြပြီး Parademon ရဲ့တောင်းကျမ်းမှုတွေကပါရက်တက်နေလို့အချိန်နှင်းငယ်ပိုရသွားကြပါတယ်။စူပါမန်သူစကားပြောဖို့လာရဲ့အကြောင်းပြောပြီး Flash ကဘာစကားလဲလို့မေးတော့စူပါမန်ခါလေဘက်ပြောစကားအရငါရန်သူတွေကိုညှာတာဖို့အတွက်လူတွေရဲ့အသက်တွေကိုစတေးနေတယ်။သူပြောတာမမှားဘူး။ငါပြောင်းလဲမှဖြစ်မယ်။တွန်းဆုပ်နေရတယ်တော်သိမ့်ပြီ။ငါတို့တွေကကျိုးကြော်သူတွေကိုညှညာတတတိုက်နေတဲ့အချိန်အပြစ်မဲ့ပြည်သူတွေကအချိန်နဲ့မျှအသက်ဆုံးနေရတယ်လို့ဆိုပါတယ်။ Flash ကမင်းဒီကောင်တွေကိုတတ်ပြစ်ဖို့ပြောနေရလားဆိုစူပါမန်ဟုတ်ဘူး။ငါပြောချင်တာကသူတို့ကိုညှာတာပေးဖို့ထက်လူတွေကိုကယ်တင်ဖို့ဦးစားပေးဖို့ပဲလို့ပြောပါတယ်။မင်းကငါစီကနေလူသက်ခွင့်တောင်းနေရပဲ။ငါကတော့မပေးနိုင်ဘူးဆိုရယ် Flash ရဲ့စကားကြောင့်စူပါမန်မင်းကကဘာပေါ်မှာအလင်းမြန်ဆုံးတွေးခေါ်နိုင်တဲ့လူပဲမင်းတွေးကြည့်လူတွေကိုကယ်တင်မှုတခြားနည်းရှိသေးလားလို့မေးလိုက်ပါတယ် Flash ကတခဏတာစဉ်းစားပြီးမရှိတော့ဘူးလို့ခတ်တူတို့ပြန်ဖြေလိုက်ပါတယ်ဒါကြောင့်မဲစူပါမန်ကဘာအပြင်စီပြန်တက်သွားပြီးမြို့ကြီးမှာတောင်းကျမ်းနေတဲ့ Parademon တွေကိုတောင်တို့အချိန်နဲ့လိုက်လံတုတ်တင်မှုကဘာလီယူတွေပြန်လဲထိုးဆင်းလာပါတယ်အချိန်တိုတွင်းမှာ Parademon တွေအားလုံးပောက်ကွဲထွက်ကုန်ပြီးပြောင်မွန်ဘဝကိုရောက်ကုန်ပါတယ်ဂေါ်တမ်မှာခုခံနေတဲ့ဗမန်တို့ဖွဲ့ရလေရုတ်တရက်ပျက်စီးကုန်တဲ့ Parademon တွေကြောင့်အံ့အားသင့်ကုန်ကြပါတယ်နောက်ဆုံးမှာစူပါမန်လူစုလူဝေးပွဲလုပ်ခဲ့တဲ့ Paris ကိုပြန်ရောက်လာပြီးအသက်ဘေးကလွတ်မြောက်သွားတဲ့လူအားလုံးဟာစူပါမန်ကိုနဖျားသဖွယ်မောကြည့်ကြရင်နဲ့တချင်ကသူတို့ကိုယ်တိုင်ပေးထားတဲ့ခွန်အားအရာနဲ့စိတ်တဲ့အရာမှာအားလုံးတာလွန်သူစူပါမန်ဆိုတဲ့နာမည်ဂုံပုတ်ကိုဒီဇိုင်းနဲ့ကြွေးကြော်ကြပါတော့တယ်အပိုကလစ်ရဲ့ကြိုးကြော်မှုစူပါမန်တယောက်အကျန်းလေးသုံးရက်တန့်ခဲ့ပြီး Parademon တွေထောင်တောင်းချီကိုမျက်စိတမိတ်တွင်အမှုန့်ချေခဲ့ပါတယ်ဒီဖြစ်ရကြောင့်ကဘာတော်မှာစူပါမန်ထောက်ခံသူရဲ့ပုံမှန်များပြလာပြီးအရင်ကစန့်ကျင်နေတဲ့လူတွေကပါစူပါမန်ဆိုတဲ့နာမည်ကိုတန်ပြန်ဟစ်ကြွေးခုန်ပြုနေကြပါတယ်။ Wonder Woman စူပါမန်ဟာအသက်တွေအများကြီးကိုကယ်တင်နိုင်ခဲ့ရလို့ဆိုပြီးဘတ်မန်ကတော့စူပါမန်ဟာအသက်တွေအများကြီးကိုနှုတ်ယူပစ်ခဲ့ရလို့ဆိုပါတယ်။စူပါမန်ကိုယ်တိုင်ကတော့ဆုံးဖြတ်ချက်တစ်ခုကိုလှင်မြန်မချနိုင်ခဲ့လို့အလဟတ်သက်သေးခဲ့ရကဘာသူကဘာသားတွေအတွက်စိတ်မကောင်းဖြစ်နေပါတယ်။ Wonder Woman စူပါမန်ဟာဘလောက်ပဲစွမ်းနေနေရာတိုင်းမှာရှိမနေနိုင်လို့ကိုယ့်ကိုယ်အပြစ်မတင်မှုဖြောင်းဖြပါတယ်။စူပါမန်သူတို့သတိမထားမိရဲ့နေရာမှာရာဇဝတ်မှုရဲ့ဆက်ဖြစ်နိုင်တယ်လို့သူတို့ရက်တန့်ခဲ့စစ်ပွဲတွေကလည်းမျက်ကွယ်ပြောရနဲ့ပြန်ဆလာနေတာကြောင့်တကဘာလုံးကိုခြုံကာဝယ်ဖို့ဆိုရင်မဟာမိတ်တွေလိုရဲ့အကြောင်းပြောပါတယ်။ဒါပေမဲ့မျိုးရည်ရွာရဲ့ရက်ကွက်တွေလိုက်လုံခြုံဖို့ကငါးပြလိုက်စူပါဟီးရိုးတွေရှိရမှာဖြစ်ပြီးလက်ရှိ Justice ရဲ့အင်အားမလုံလောက်ဖြစ်နေပါတယ်။ဒါကိုကြားရဲ့ Lex Luthor ဒီအတွက်သူ့မှာအကြံရှိရလို့ဆိုပါတယ်။ Batcave မှာတော့ပတ်မန်စူပါမန်ဟာအတိုင်းတာကိုကြော်လွန်သွားပြီးသူနောက်ပြန်လှည့်ရောက်မှာမဟုတ်ဘူးလို့ပြောပါတယ်။နောက်ပြန်လှည့်စရာဘာရှိလဲစူပါမန်အသက်ပေါင်းများစွာကိုကယ်တင်ခဲ့တယ်။နင်းရဲ့တကယ်ချင်း Green Arrow နဲ့ Black Canary တို့အောင်စူပါမန်ကျေးဇူးကြောင့်ကိုကြီးအသက်ရှင်နေနိုင်တာလူတိုင်းကသူ့ကိုသူရဲကောင်းအဖြစ်မြင်ကြမှာပဲဆိုရင် Huntress ရဲ့စကားကိုစူပါမန်အသက်တွေအများကြီးကိုလည်းတက်ခဲ့ရဆိုပြီးဗမန်ထုတ်ပြပါတယ်
Huntress ကနင်းအဲ့လိုကြောင်တော့လုံနေုံနဲ့အရရမှန်မသွားဘူး Bruce နင်းကဒီခန်းထဲကလူတွေကိုနေနဲ့အတူတိုက်ခိုက်ပေးဖို့ခေါ်တယ်ဒါပေမဲ့နင်းရဲ့မျက်နှာဖုံးအောက်ကတယောက်အမှန်တော့သူတို့အကုန်ပေးမသိထားဘူးငါတို့ဒီအဖွဲ့နဲ့ရေစက်ကုန်ပြီလို့ဆိုရင်လှည့်ထွက်သွားပါတယ်ဒီဥမှာဗမန်စူပါမန်နဲ့လက်စလူသားတို့ပေါင်းပြီးကိုပိုင်စစ်တပ်တစ်ခုကိုတိစောက်နေတဲ့အကြောင်းပြောပြပါတယ်ဒီစစ်တပ်ကိုတနည်းတဖုံဖုံမျိုးရိုးဗီဇမြင့်တင်ထားတဲ့လူသားတွေနဲ့တိစောက်မှာဖြစ်ပြီး Black Lightning ကဒါတွေကိုဗမန်ဘလို့သိလာလဲမေးတော့ဗမန်ကပြောပြလို့မရဘူးလို့ဆိုပါတယ်လာပြန်ပြီငါတို့ကိုလည်းနင်ခိုင်းတာလုပ်စီခြင်းသေးရဲ့ဒါပေမဲ့နင်ကိုယ်တိုင်ကငါတို့ကိုမယုံလို့ Huntress ကပလင်းလိုက်ချိန်မှာတော့ဗမန်သူ့ရဲ့ mask ကိုချွတ်ပြလိုက်ပြီးသူဟာ billionaire playboy Bruce Wayne ဖြစ်တယ်ဆိုတာအားလုံးကိုချပြလိုက်ပါတယ်ဗမန်ရဲ့တရုတ်မှန်ကိုဂူမသိရရဲ့အဖွဲ့သားတွေကအန်အော်တကြီးဖြစ်နေအောင်ဘက်ကွန်ပျူတာရဲ့ screen ကနေလူစုလူဝေးပြဿနာတစ်ခုပေါ်လာပါတယ်ဗမန်အားလုံးထဲမှာအမြန်ဆုံးဖြစ်တဲ့ကပတိန်အတန်ကိုလူစုစီမြန်မြန်သွားမြန်လူခွဲခိုင်းဖို့ပြောပါတယ်ကပတိန်အတန်ရောက်သွားချိန်မှာတော့ဒီလူစုကဂေါ်တမ်ရဲ့ crime alley ဝန်းကျင်ရှိသမျှလူတွေကိုအကြမ်းကြီးသုံးမောင်းထုတ်နေတာတွေ့ရပါတယ်သူတို့ကစူပါမန်ကိုဖျားတဆူလိုကိုယ်ွယ်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတပြေးအင်အားကောင်းလာခဲ့တဲ့အပြင်စူပါမန်ဂျိုကာကိုတတ်ခဲ့သလိုဂေါ်တမ်ကအရာဇဝတ်သားအသေးလေးတွေကိုအမင်းမြတ်မရှိလိုက်တက်နေတာဖြစ်ပါတယ်ကပတိန်အတန်လူခွဲဖို့ကြိုးစားပေမဲ့ကွဲမသွားပဲသူတို့ဘက်မှာစူပါမန်ရှိရာကြောင့်မတွေ့မဝေမှန်ရအောင်ဆက်လုပ်ဖို့ခေါင်းဆောင်ကအားပေးပါတယ်မကြခင်မှာဗမန်ဖွဲ့ရောက်လာပြီးစူပါမန်ကိုယ်ွယ်သူတွေကိုညင်ရင်တတလေးလူခွဲပါတယ်ဒီလိုမြစ်တာစေတာအပြည့်နဲ့ဆွန်းလောင်းနေရော Justice League ရောက်လာပြီးအားလုံးကိုအိမ်ပြန်ကြဖို့ပြောပါတယ်သူတို့ရဲ့ကိုယ်ွယ်ရာစူပါမန်ပြောရဲ့စကားဖြစ်တာကြောင့်လူစုကလည်းလိမ္မာမာနဲ့လူခွဲသွားပါတယ်Wonder Woman ဗမန်ဖွဲ့ကိုလက်ညှိုးထိုးပြီးနင်တို့ဒီမှာမလို့တော့လစ်တော့လို့ပြောပါတယ်ဗမန်အထာအတိုင်းတစ်ခုခုပြန်လို့ဖို့ပြင်လိုက်ပေမဲ့ခတ်ဝမန်ထိန်းလိုက်တာကြောင့်စူပါမန်အဖွဲ့နဲ့ဗမန်အဖွဲ့ကိုထိတ်တိုက်မတွေ့ရောပဲကိုယ့်နေရာကိုပြန်လိုက်ကြပါတယ် Photos of Solitude မှာတော့ Les လူသားဆေးတောင်တစ်မျိုးတီထွင်ပြီးစီးသွားပါတယ်ဒါကိုရဖို့ Les က Kryptonian နည်းပညာလေ့လာခဲ့ရပြီး Genius PP သူကိုယ်ဝင်ပြန်သုံးချခဲ့ရဖြစ်ပါတယ်ဒီချိန်မှာလက်စီရဲ့အနာကိုစူပါမန်ရဲ့မွေးစားမိဘကြီးဖြစ်တဲ့မာတာနဲ့ဂျန်နသန်ကန်တို့ချင်းကပ်လာပါတယ်။အရင်တစ်ခါအမေရိကန်အစိုးရကိုယ်တိုင်စူပါမန်ကိုချုပ်ကင်မှုမိဘတွေကိုအသုံးချခဲ့ရကြောင်းဒါမျိုးထပ်မဖြစ်ရအောင်လုံခြုံတဲ့ Fortress of Solitude မှာလာထတာဖြစ်ပါတယ်။မာတာသူတို့ရဲ့သားခလဟာအရင်ကမကြုံဘူးသေးတဲ့နာကျင်မှုမျိုးခံစားခဲ့ရတယ်။ Lewis ကိုဆုံးရှုံးခဲ့ရတယ်။မမွေးရသေးတဲ့ရင်သွေးလေးကိုဆုံးရှုံးခဲ့ရတယ်။သူလိုအပ်နေတာသိပ္ပံဆေးတောင်းတွေမဟုတ်ပဲစကားပြောပေးမဲ့လူတယောက်နှစ်သိမ့်ပေးမဲ့လူတယောက်ကိုလိုနေရဖြစ်တယ်လို့ဆိုပါတယ်။ Watch Tower မှာတော့ Flash ကမင်းနဲ့လူသားပေါင်းပြီးစူပါဆိုဂျာဆေးတစ်မျိုးကိုထွင်နေရလို့ကြားတယ်။ငါတို့ကအဲ့လိုအလုပ်တွေတော့လုပ်နေပြီလားလို့စူပါမန်ကိုမေးပါတယ်။စူပါမန်လက်ဟာမက်ထရိုပိုလစ်မှာရှိကြတဲ့ဒါမျိုးတီထွင်မှုနှီးစက်ခဲ့ပြီးအခု Kryptonian နည်းပညာနဲ့ထောက်ပံ့လိုက်တဲ့အချိန်မှာတော့အောင်မြင်တဲ့အဆင့်ကိုရောက်သွားပြီလို့ဆိုပါတယ်။ Flash ကဒါကယူမိုက်တဲ့သိပ္ပံကြောင့်လုပ်ရဖဲလို့ပြောပြီးစူပါမန်ရုတ်တရက်မင်းချက်စော့တလားလို့မေးပါတယ်။အရာတဲ့လှင်မြန်စွာတင်ယူနိုင်တဲ့ Flash ကချက်စော့နီကိုမျက်စိတမိတ်အတွင်းတင်ယူလိုက်ပြီးစူပါမန်နဲ့အတူချက်ခုံမှာထိုင်လိုက်ပါတယ်။ဒီလိုနဲ့နှစ်ယောက်သားချက်ထိုးနေရင်စူပါမန်မင်းဘလောက်မြန်တွေးနိုင်လဲလို့မေးပါတယ်။ Flash ကအတော်လေးမြန်တွေးနိုင်တယ်လို့ဖြေပါတယ်။ဒါဆိုငါမင်းနဲ့ဆွေးနွေးခြင်းတယ်။ငါကဘာဘွားတနက်တွေအလုံးပျောက်ကွယ်သွားအောင်လုပ်ချင်တယ်။မင်းနဲ့ငါဆိုလုံနိုင်ပါတယ်။အများဆုံးကြာမှာတရက်နှစ်ရက်ပဲဆိုရယ်စူပါမန်ရဲ့စကားကို Flash ကငါ့ကိုလုံနိုင်တယ်ဆိုရင်လုံတင်တာမဟုတ်ဘူး။လူတွေကသူတို့ရဲ့တနက်တွေကိုလိုလပေးမှာမဟုတ်သလိုငါတို့ကအာထမသိရင်လည်းငါတို့ကိုစန့်ကျင်လိုက်မယ်လို့ခြေပပါတယ်။စူပါမန်စန့်ကျင်ကြပါစီ။ဒါသူတို့ကောင်းဖို့ပဲ။သူတို့ငါတို့ကိုတိုက်ခိုက်ချင်ရင်တော့တနက်မချင်ဝရင်ထုတ်တွေကောက်ပြီးလာအောင်မှာလို့ဆိုပါတယ်။ Flash ကမင်းတနက်တွေကိုတင်လိုက်ပြီးဆိုပါလို့လူတွေကမသေးတော့ဘူးလား။ဒါဆိုဆက်လက်ကိုရောတနက်ကြောင့်တည်ရဲ့လူထက်ဆက်လက်ကြောင့်တည်ရဲ့လူကပိုများတယ်။ဆက်လက်တောက်တဲ့လူတွေကအဲ့ဒီအရာကြီးကသူတို့ကိုတတ်နေရဆိုတာတိတိနဲ့တောက်ကြတာ။သူတို့ချစ်ရရဲ့မိသားစုဝင်တွေရဲ့မျက်လုံးကိုတက်ကြည့်ပြီးတော့တဖွာကြီးတဖွာဖွာတတ်ကြတယ်။ဒါဖြင့်နောက်နေ့ဆက်လက်တွေကိုတင်လိုက်ပြီးဆိုရင်ရောရင်တိုက်မှုကြောင့်တည်ရရဲ့လူတွေမနေဘူး။ကားရီဆိုင်ကယ်ရီအချိန်နဲ့မောင်းတဲ့လူတွေအကုန်လုံးကိုဖမ်းပါလား။ခွေးယူပြန်ယောဂနဲ့တည်ရဲ့လူတွေလည်းရှိသေးရဲ့။ကိုခွေးကိုကြိုးမချီပဲထားတဲ့လူတွေကိုလိုက်ဖမ်းပါလား။လေတူးရေတူးညဉ့်ညမ်းမှုကြောင့်တည်ရရဲ့လူတွေရောဒီလိုညဉ့်ညမ်းအောင်လုပ်တဲ့လူတွေကိုလိုက်ဖမ်းပါလားလို့အကွက်ကြကြပြန်ထုတ်ပါတယ်။ Photos of Solitude မှာတော့မာတာစူပါမန်ခေါ်ခလငငယ်ရအကြောင်း Let's ကိုပြောပြပါတယ်။ခလမှာသူရမ်းကြိုက်တဲ့စောင်းလေးတစ်ထည်ရှိခဲ့ပြီးအဲ့ဒီစောင်းလေးကိုဘယ်နေရာတော်တော်တည်သွားလေးရှိပါတယ်။အဲ့ရင်တော့စောင်းလေးကိုဖက်အိပ်ပြီးအမေဖြစ်တဲ့မာတာစောင်းလျှော်ဖို့ယူသွားရင်တော့အာပြေးနဲ့အော်တက်ပါတယ်။တနေ့မှာတော့အဲ့ဒီစောင်းလေးပျောက်သွားလို့ခလကအကြီးအကျယ်ကြီးကြရင်ဂျွန်နသန်ရဲ့လက်ထုံဆက်ကြီးကိုပါတွန်းလှည့်လိုက်မိပါတယ်။ဒီလိုနဲ့မာတာနဲ့ဂျွန်နသန်တို့ကသူတို့ရဲ့သားလေးခလဟာတာမန်ကလေးမဟုတ်တဲ့အကြောင်းပထမဆုံးအကြိမ်သဘောပေါက်သွားခဲ့ကြပါတယ်။အခုလဲသားဖြစ်သူကစူပါမန်မကလို့ဘာကြီးပဲဖြစ်နေပါစေမာတာနဲ့ဂျွန်နသန်တို့ရဲ့မျက်လုံးထဲမှာတော့သူ့အရမ်းမျက်နှာရရဲ့အရာကိုဆုံးရှုံးလိုက်ရလို့ကြည်ကြနေတဲ့ခလေးစိုးလေးတတဖြစ်နေပါတယ်။ Let's လို့စူပါမန်ကိုဟီးရိုးအဖြစ်ပျော်လင်းချက်ဖြစ်လက်ခံထားသူကအလားတူမမြင်နိုင်ပေမဲ့ဂျွန်နသန်နဲ့မာတာတို့ကသူတို့သားဟာအကူအညီလိုနေတဲ့တာမန်လူတစ်ယောက်ဖြစ်တဲ့အကြောင်းအမိုက်ရတဲ့လုံနံကြောင့် Let's နားလျောင်နားချနေကြပါတယ်။ဒီတော့မှ Let's ကသူဟာမက်ထရိုပိုလစ်မှာတူရီသောရှင်ကျန်သူဖြစ်ရတာကိုအပြစ်ရှိသလိုခံစားရပြီးဒီလိုအဖြစ်ပြမျိုးနောက်ဘရောမှထပ်မဖြစ်ရအောင်စူးစမ်းနေတဲ့စူပါမန်ရဲ့လမ်းစဉ်ကိုလိုက်နေရဖြစ်တဲ့အကြောင်းပြောပြပါတယ်။မာတာနဲ့ဂျွန်နသန်တို့က
ခလဟာသူ့ရဲ့မိခင်ကျိုခရစ်ပတိုကိုဆုံးရှုံးခဲ့ရတယ်လို့သူ့ရဲ့မျိုးတော်မက်ထရိုပိုလစ်ကိုပါဆုံးရှုံးခဲ့ရတာကြောင့်တခြားဘာမှထပ်မဆုံးရှုံးခြင်းတော့ပဲမိဘတွေကိုတော့ Fortress of Solitude မှာလာထားတာဖြစ်ပြီးသူတို့စိတ်ပူတာခလတယောက်ကဘာကြီးတစ်ခုလုံးကသူ့ရဲ့ Fortress လို့ဘောင်ခတ်ပစ်လိုက်မှာပဲလို့ဆိုပါတယ်လက်စကဒါဖြင့်သူဘာလုပ်ရမလဲမေးတော့ကျွန်တော်တန်မင်းဟာအချိန်ကျလာရင်လှုပ်သိမ့်လှုပ်ထိုက်တဲ့အရာကိုလုပ်ရမယ်ငါတို့ရဲ့သားခလကိုတားနိုင်မဲ့အရာကိုမင်းအခုလင်းရင်တီထွင်လိုက်ပြီတနေ့မှာကဘာကြီးကိုခလရဲ့လက်ထဲကကဲတင်ရမယ့်အချိန်ရောက်လာရင်အဲ့ဒါကိုသုံးပြီးခလကိုပါကဲတင်ပေးပါလို့ပြောပါတယ်အချိန်တစ်ခုကြာမှာတော့ Les နဲ့ Justice Lee တို့က Watch Tower ပေါ်ရောက်နေကြပါပြီ Les ကဆေးတောင်တွေကိုပြပြီးဒီအရာဟာတာမန်လူသားတွေရဲ့ခွန်အားကြန့်ခိုင်မှုတွေကိုအစားထောင်ချီမြင့်တင်ပေးမယ့်အရာဖြစ်တယ်လို့ဆိုပါတယ်တနည်းအားဖြင့်ဒီဆေးတောင်ကိုသုံးလိုက်ရင်လေးဖြတ်နေတဲ့လူအောင်စူပါမန်လောက်ကျန်းသွားမှာဖြစ်ပါတယ်စူပါမန်သူတို့ယုံကြည်ရတဲ့တငယ်ချင်းတွေမိတ်ဆွေတွေကိုစီးရင်လုပ်ပြီးဒီဆေးကိုမျှပေးမှဖြစ်တယ်လို့ကြေညာပါတယ်ဒါမှသာအပေါ်ကလစ်ကျူးကျော်မှုလိုမျိုးထပ်ဖြစ်လာရင်ကျေးလက်ဒေသအစားလို့မျိုးပြရဲ့အထိကိုပိုင်ကာကွယ်သူတွေရှိနေမှာပါဟော့ကဲကဒီဆေးရတာမကောင်းတဲ့လူလက်ထဲရောက်သွားရင်ရောလို့မေးတော့စူပါမန်အဲ့လိုဖြစ်ခံမှာမဟုတ်ပဲဒီနည်းပညာကဘာကြီးကိုရော Justice League member တွေကိုပါကာဝယ်ပေးမဲ့အရာဖြစ်တယ်လို့ဆိုပါတယ်အစည်းအဝေးပြီးမှတော့ဒီမီယန် West Tower ရဲ့ teleporter အဆင့်ဂေါ်တန်မှာရှိတဲ့ Batcave ကို teleport သွားပါတယ်အဲ့ဒီနောက်မှာတော့သူမတော်စတက်လိုက်မိရဲ့သူ့ရဲ့အကိုကြီး Dick Grayson ဝတ်စုံကြည့်ရင်တဖောက်ဝတောင်းမှန်နေပါတယ်အဲ့ဒီအချိန် Alfred ရောက်လာပြီးသူပိုးလိုက်တဲ့စာရောက်ရလားလို့မေးပါတယ်Alfred ကနိုင်ဝင်းရဲ့တေဆုံးမှုမှာကိုယ့်ကိုအပြစ်မတင်ဖို့စာအုပ်ဒေမီယန်ရှိနေတဲ့အကာတာအထိခက်ခက်ခဲပို့ခဲ့ရဖြစ်ပါတယ်ဒီအချိန်ပမန်းပြန်ရောက်လာပြီးဒေမီယန်ကိုမင်းဒီမှာဘာလုပ်နေရလဲလို့မေးပါတယ်တားဖာနှစ်ယောက်တယောက်မျက်နှာတယောက်မကြည့်ပဲတယောက်တနေရာစီထွက်သွားဖို့လုပ်တဲ့အချိန်မှာတော့ Alfred ကပမန်းကိုဖြောင်းပြပါတယ်ကိုယ့်ကိုအပြစ်တင်ခွင့်လွှတ်မှုရဖို့အိမ်ပြန်လာတဲ့သားကိုလက်လီမရှိဖို့ Alfred ရဲ့စကားကြောင့်ပမန်းဒေမီယန်ကိုလှမ်းခေါ်လိုက်ပါတယ်ဒေမီယန်ဗမန်သူ့ကိုအခမ်းမှာဒီအတိုင်းထားခဲ့ရကြောင်းမကြေမချမ်းဖြစ်နေပြီးဗမန်ဒေမီယန်ကိုယ်တိုင်ဟာသူ့ကိုစန့်ကျင်မှုရွေးချယ်ခဲ့ရဖြစ်တယ်လို့ဆိုပါတယ်ဒေမီယန်သူစူပါမန်ဘက်ကိုရွေးချယ်ခဲ့တာစူပါမန်ရဲ့လမ်းမှန်နေလို့ဖြစ်ပြီးဗမန်ကတော့အတ္တဖုံးနေလို့မမြင်နိုင်တာဖြစ်တယ်လို့ပြောပါတယ်Alfred ကဒေမီယန်ကိုဖြောင်းပြဖို့ပခုံးပေါ်လက်တင်လိုက်ချိန်မှာဒေမီယန်စိတ်မထိန်နိုင်ပဲတွန်းထုတ်လိုက်မိပါတယ်တွန်းထုတ်ပြီးမှလက်ဆက်ဆေးကိုတုံးထားမိမှန်သတိရသွားပြီမယ်နောက်ကျသွားပြီး Alfred တယောက်အချိန်ပြင်းပြင်းလွင့်ဆင်သွားပါတယ်ရုတ်တရက်ဒေါသထွက်သွားတဲ့ဗမန်ဒေမီယန်စီကတ်လာကြောင့်ဒေမီယန်ဗမန်ကိုပါတွန်းထုတ်လိုက်မိပါတယ်အားလုံးကဒီဆေးတောင်းရဲ့ဆွဲအားကိုမျက်မြင်တွေ့လိုက်ရပြီးဒေမီယန်ကတော့အစာတသက်ကိုဂျိုးတက်ပေးထားသလိုတန်မာနေပါတယ်လွန်းထွက်သွားတဲ့ဗမန်အေယာမဒင်္ဂပြားကြီးနဲ့တိုက်မိပြီးဒင်္ဂပြား Alfred ပေါ်တဖြည်းဖြည်းကျလာပါတယ်ကံကောင်းစွာနဲ့ဟော့ကဲရောက်လာပြီးဒင်္ဂပြားကိုထိန်းပေးလိုက်တာကြောင့် Alfred တယောက်အသက်ဘေးကလွတ်သွားပါတယ်ဒေမီယန် Alfred စီပြေးသွားရင်တောင်းပန်ပြီးဟော့ကဲက Watch Tower စီအတူပြန်ဖို့ပြင်ပါတယ်ဒီချိန်ဗမန်ကထလာပြီးဒေမီယန်ကိုထားခဲ့ဖို့ဟော့ကဲကိုပြောပါတယ်ဒေမီယန်ကတော့ဟော့ကဲတယောက်ဗမန်စကားနားထောင်နေတာရောဘက်ကိရက်တီနေရာကိုသိနေတာရောအပြင်အဖမ်းခံရပြီးပြန်လွတ်လာချိန်မှာဗမန် Justice League ကိုပြောလိုက်တဲ့စကားတွေ Justice League meeting မှာအပြည့်သဘောဆောင်နေရရင်နောက်ဆုံးအေယာမဒင်္ဂပြားကြီးကိုထိန်းလိုက်တာရဲ့ကြောင့်တန်တရားဝင်လာပါတယ်ဟော့ကဲကတန်ပါပေမဲ့ဒီလိုအေယာမဒင်္ဂကြီးကိုမနိုင်လောက်အောင်မစွမ်းတာကိုသိနေရကြောင်းဒေမီယန်မီလောင်မုံတစ်လုံးကိုဖောက်ခွဲလိုက်ပါတယ်မီးကမာရှန်တို့ရဲ့အာနေချက်ဖြစ်တာကြောင့်မာရှန်မန်ဟန်တာတယောက်ဟော့ကဲအသွင်ပြောက်ပြီးမူလပုံစံပေါ်လာပါတယ်သူတို့ကိုတစ်ချိန်လုံးလှည့်စားပြီးဟော့ကဲကိုဖမ်းထားရတာ Justice League သိသွားရင်တောက်ကျိုးထဲမှာဖြစ်လို့ဗမန်ဒေမီယန်နောက်ကိုပြေးလိုက်ပါတယ်ဒါပေမဲ့အဖေလူသားလေးကိုနိုင်ဝင်းရဲ့ဆွတ်ကိုပါခိုးပြီးဘက်ခိဖ်ကနေလက်ထွက်သွားခဲ့ပါတယ်မာရှန်မန်ဟန်တာဟော့ကဲဖြစ်ဟန်ဆောင်ပြီး Justice League ကိုထောက်လှမ်းနေတဲ့အကြောင်းဒေမီယန်စီယာတစ်ဆင့် Justice League တစ်ဖွဲ့လုံးသိသွားပါတယ်စိုက်ဖို့ကမာရှန်တာဟော့ကဲဖြစ်ဟန်ဆောင်နေရဆိုရင်ဟော့ကဲစစ်ကဗမာလဲလို့မေကုန်းထုတ်ပြီးစူပါမန်ဗမန်ဖမ်းထားတာဖြစ်မယ်လို့အခိုင်အမာဆိုပါတယ်Flash ကတော့ဗမန်လိုလူကောင်းဒီလိုယူမိုက်လို့မျိုးလုံးမှမဟုတ်တဲ့အကြောင်းပြောပြီးဒေမီယန်ဗမန်ဆိုတာမထင်ထားတဲ့အရာတွေကိုပဲရွေးလို့တဲ့လူမျိုးဖြစ်ကြောင်းသတိပေးပါတယ်။ Batcave မှာနေတော့ကဘက်ကွန်ပျူတာဖိုင်တွေကိုကြည့်ခဲ့ဘူးပြီးဒီထဲမှာအားလုံးသိကြတဲ့ Justice League member တယောက်ချင်းစီရဲ့အားသာချက်အားနည်းချက်တွေပြင်တဦးချင်းစီရဲ့အတိတ်ချစ်ရသူတွေနဲ့မိသားစုဝင်တွေရဲ့စီးရင်တွေပါရှိနေတဲ့အကြောင်းလိုအပ်လာရင်ဒါတွေကိုအသုံးချပြီးလီကိုတိုက်ခိုက်မှဖြစ်တဲ့အကြောင်းဒေမီယန်က Justice League ကိုပြောပါတယ်Let's က Green Lantern, Raven နဲ့ Shazam တို့ကိုပါခေါ်ပြီးတခုလုပ်ဖို့ပြောပေးမယ်။ငပတ်ချိုးရီကိုသိနေတဲ့ Superman အဲ့လိုလုပ်ရင်ဗမန်ကွက်ထဲဝင်သွားလိမ့်မယ်လို့ဆိုပါတယ်။ Justice League စီးလုံးနေစဉ်ကအစီအစဉ်ဆွဲအလုပ်တွေကိုလုပ်ခဲ့တာဗမန်ဖြစ်နေလို့ League ရဲ့အဖွဲ့သားတွေဘလို့အခြေအနေမှာဘလို့တုံ့ပြန်မယ်ဆိုတာသူ့လောက်ကောင်းကောင်းသိရလို့မရှိပါဘူး။ဒါကြောင့်ဖြစ်နိုင်ခြေတွေကိုစဉ်းစားပြီးတံပြန်တိုက်ကွက်တွေထုတ်ထားပြီးလောက်တာမလို့ဗမန်လုံးဝမထင်ထားတဲ့အရာကိုလုံးဝသာသူ့ထက်နှက်တစ်ပြားတာနိုင်မှာဖြစ်ပါတယ်။ရုတ်တရက် Superman ရေးပေါ်အတန်လွန်းစနစ်တစ်ကဘာလုံးကိုဖြန့်ကျက်လိုက်ဖို့စိုက်ဘော့ကိုပြောပါတယ်ချက်ချင်းကဘာတစ်ခွက်လက်ကင်ဖုန်းနေ TV တွေရစလို့ဘေဘုတ်တွေပေါ်မှာပါစူပါမန်ရုပ်ကြီးပေါ်လာပါတယ်ကဘာသူကဘာသားတို့ငါတို့သစ္စာဖောက်ခံလိုက်ရပြီဗမန်လို့နာမည်ရှိတဲ့ဟီးရိုးဟာမင်းတို့ငါတို့ရဲ့ဟော်ကဲကိုဖမ်းထားတယ်သူမနေရာမှာတခြားသက်စပေါက်တစ်ယောက်ကိုအစားထိုးပြီးငါတို့ကိုတပတ်လုံးထောက်လှမ်းနေခဲ့တယ်သူမတနေရာမှာကဲတင်ခံရဖို့မျှော်လင့်နေချိန်မှာငါတို့ကသူပြောက်နေတာတော့မသိခဲ့ရဘူးဗမန်ကသူသိချင်တာသိရဖို့ဒီလိုလောက်ရမျိုးကိုလုပ်ခဲ့တယ်ငါတို့ရဲ့တငယ်ချင်းကိုသူယူသွားခဲ့သလိုသူ့စီယာတစ်ခုခုကိုငါတို့ပြန်ယူမယ်သူ့ရဲ့လှုပ်ဝက်ချက်ကိုငါတို့ဖော်ထုတ်မယ်
အားလုံးပဲနားထောင်ပါဗမန်ရဲ့တရုတ်မှန်ကအခြေအနေကိုဘက်ကွန်ပျူတာကနေကြည့်နေတဲ့ဗမန်ညီးပဲခရက်ခီလို့ပြောပြီး protocol ACARET လို့ခေါ်တဲ့အရာကိုအသက်သွင်းလိုက်ပါတယ်ဗမန်ဖြစ်နေရကြောင်းဒီလိုမထင်မထားတဲ့အခြေအနေအတွက်ပါကြိုတင်စီစဉ်ထားခဲ့ရဖြစ်ပါတယ် protocol ကြောင့်ကမ္ဘာတစ်ဝန်းဆက်သွယ်ရေးကိရိယာတွေကနေစူပါမန်ရုပ်ကြီးပျောက်ပြီး glitch တွေနဲ့အတူ protocol ACARET ဆိုတဲ့စာတန်းပေါ်လာပါတယ်ပိတ်ရက်မှာ Netflix နဲ့ချေးနေတဲ့တာမန်မီသားစုလေးတွေကတော့ကြောင်တောင်နေဖြစ်ကုန်ကြပါတယ်သူတို့နဲ့ဆိုတာကတော့ကမ္ဘာအပြင်ဘက် Watch Tower မှာရှိနေကြတဲ့ Justice League ပါ ACARET protocol က fucking Watch Tower ကြီးတစ်ခုလုံးရဲ့ system ကိုပိတ်ချလိုက်တာကြောင့်အကုန်ဖျားတနေရပါပြီဆက်သွယ်ရေးစနစ်တွေ teleporter ရဲ့အပြင်ကယ်ဆယ်ရေးစနစ်တွေကပါ offline ဖြစ်ကုန်ပြီး Watch Tower ကဘာပေါ်ပြစ်ကြအောင်ပါအားလုံးကမကြခင်အောက်ဆီဂျင်ကုန်တော့မှာမလို့ဖျာရခတ်နေပေမဲ့ Superman ဒါဗမန်ရဲ့ plan ပဲငါတို့တွေကဘာပေါ်ဆင်းသက်ဖို့အလုပ်များနေချင်းသူ့ရဲ့ contingency plan ကိုအကောင့်ထဲဖော်ချင်တာသူ့ရဲ့ identity ကိုကာဝယ်ချင်တာအဲ့လိုအဖြစ်ခံလို့မရဘူးလောက်เสียရှိရဆက်လုပ်ရမယ်လို့ပြောပါတယ် Watch Tower ရဲ့ဆက်သွယ်ရေးစနစ်မရှိတော့ပေမဲ့ site ဘောကတက်ရှိကွန်ပျူတာကြီးဖြစ်ပြီး Lex Luthor Super Genius တယောက်ဖြစ်နေရကြောင်းသူတို့ပေးချင်တဲ့ message ကိုကဘာတဝန်းစီပို့လိုက်နိုင်ပါတယ်ကဘာပေါ်ကလူတွေရဲ့ဖုန်းတွေကွန်ပျူတာတွေနဲ့ social media တစ်ခွင်မှာ notification တစ်ခုတက်နေပြီအဲ့ဒါကတော့ဗမန်ဟာ Bruce Wayne ဖြစ်တယ်ဆိုတဲ့ message ဖြစ်ပါတယ်ဒီတော့မှ Justice League က Watch Tower ကိုထိန်းပြီးကဘာပေါ်ဘေးကင်းကင်းနဲ့ပြန်လည်ဆင်းသက်လာကြပါတယ်ဗမန်စီတော့ effort ရောက်လာပြီးဝင်းဆိုင်ပတ်လည်မှာသတင်းတောက်တွေ helicopter တွေဝိုင်းနေတဲ့အကြောင်းပြောပါတယ်identity ပေါက်ကြားသွားတာကြောင့်ဒီနေရာမှာဆက်နေလို့မရတော့ပဲဗမန်ရဲ့ရန်သူတွေကလည်း Bruce Wayne နဲ့ပတ်သက်တာတွေကိုပြစ်မှတ်ထားကြတော့မှာပါဗမန်ကတော့ဒါကြီးဖြစ်လာရတဲ့အတွက် effort ကိုတောင်းပန်ပြီး effort ကစာတစောင်ကိုထုတ်ပေးပါတယ်ဗမန်လိုအရာကြိုလို့တက်တဲ့လူကိုထမ်းကြောင်းလာတဲ့ effort ကလည်းအချင်းမဟုတ်ပဲတနေ့တစ်ချိန်မှာဒီလိုအဖြစ်မျိုးကြုံလာမှာကိုတွက်ထားခဲ့ပါတယ်ဒါကြောင့်ဗမန်ကိုပေးလိုက်တဲ့စာရဲမှာဝိမန်နာကိုသာဆုံးခွာရရင်မသိမဖြစ်တယ်လားမယ်ဗမန်အတွက်အရေးကြီးဆုံးပစ္စည်းတွေကိုစင်းရဲလုပ်ပေးထားတာဖြစ်ပါတယ်ဗမန်ကျေးဇူးပါပဲ effort အခုတော့ကျွန်တော်မှ NA ဝိုင်းတော့မှာမလို့လုံခြုံတဲ့နေရာကိုသွားပါတော့လို့ပြောပါတယ်ဒါမဲ့ effort ကမဟုတ်တာကြီးမပြောပါနဲ့ဆရာသမားမင်းငါ့ကိုထားသွားလို့မရဘူးငါမင်းတရားမဲ့စီးရင်ထဲမှာထိတ်ဆုံးပဲလို့ဆိုပါတယ်တကယ်လဲဗမန်တရားမဲ့အရာရဲ့စီးရင်မှာ effort ကသူ့နာမည်သူခြာရေးထားပြီးနံပါတ်1အဖြစ်ထားပါတယ်ဒီ comic panel လေးကတကောစာလေးပဲမဲ့ဗမန်ဆိုတဲ့ character ကိုရင်းနှီးရဲ့လူတွေအတွက်ကတော့တကယ်ကိုအဓိပ္ပာယ်ရှိပါတယ် Alfred ဆိုတာ Bruce Wayne မိဘရဲ့တက်ခံရပြီးကြတဲ့က Bruce Wayne ကိုလမ်းမမရောက်အောင်ရောလူတော်တယောက်ဖြစ်လာအောင်ပါအိမ်တော်ဒင်းတယောက်ဖြစ်ရောဖခင်တယောက်ဖြစ်ပါပြုစုဆောင်ရှောက်ခဲ့တဲ့လူဖြစ်ပါတယ် Bruce Wayne ဆိုရင်ငချွတ်လေးဘာမှမသိတဲ့အချိန်ဘီလီယံနဲ့ချီရဲ့ငွေတွေကိုထိန်းသိမ်းခဲ့ရပေမဲ့လောဘရဲ့လိုဇက်မှမဖြစ်ပဲ Bruce Wayne အရွယ်ရောက်လို့ဆက်ခံနိုင်တဲ့အချိန်အထိတာဝန်ကျေပုံစွာထိန်းသိမ်းပေးခဲ့ပါတယ်နောက်ဆုံး Bruce Wayne တယောက်လင်းနိုးဝတ်စုံရင်ဝတ်ပြီးဂေါ်တန်ရဲ့ရာဇဝတ်မှုတွေကိုလိုက်လံတိုက်ဖြတ်တဲ့အချိန်မှာတော့မစ်ရှင်တွေချောမွေ့အောင်အေးစားမှန်အောင်ချော့တကာ6တလဲဂယူးဆိုင်ပေးခဲ့ပါတယ်ဒါကြောင့်မဲလဲဘဲကုန်းစကားမှနားမထောင်နဲ့ပြမအိုကောင်ပတ်မန် Alfred ပြောရင်တော့နားထောင်လေးရှိပါတယ် Alfred တာမရှိရင်ဗမန်ရှိလာမှာမဟုတ်တလို့ Alfred ရဲ့တုံတင်မှုရတာမရှိရင်စိတ်တစားရေးပြည့်နေတဲ့ဂေါ်တန်မှာဗမန်တယောက်လူကောင်းဖြစ်နိုင်မှာမဟုတ်ပါဘူး That's why ဗမန်မသိမဖြစ်တဲ့ရမယ်ဦးစားပေးပစ္စည်းတွေရဲ့နံပါတ်1နေရာမှာ Alfred Penny Wall ဆိုတဲ့ဘိုးတော်ကြီးရှိနေရပါတစ်ဖက်မှာ Superman, Wonder Woman, Green Lantern နဲ့ Flash တို့ကဗမန်စီလာနေကြပြီး Batcave ရဲ့ဝင်ပေါက်ရေတကုံကြီးရှေ့မှာရက်လိုက်ကြပါတယ်ဗမန်ရဲ့ Batcave ထဲကထွက်လာပြီးမင်းတို့ငါးဘွားကိုဖျက်ဆီးလိုက်တာပဲလို့ဆိုပါတယ် Wonder Woman တော်လိုက်တော့ Bruce နေရတာဟော့ကဲကိုချုပ်ထားပြီးငါတို့ကိုလှည့်စားနေရလို့ပြောတော့ဗမန်ငါဘသူ့မှချုပ်ထားမှာမဟုတ်ဘူးလို့ပြန်ပြောပါတယ်စကားတိုင်းမဲ့ဗမန်ဟော့ကဲကိုပြန်လှုပ်ပေးလိုက်ပြီးဟော့ကဲက Watch Tower စီကိုပြန်လာပါတယ်အရင်တစ်ခေါက်ကဂျင်းမိခဲ့ရမလို့သတိထားနေတဲ့ Lex ကဟော်ကဲအစိတ်ဖြစ်ကြောင်စိတ်ချရအောင်မန်ရှင်မန်တာရဲ့အားနည်းချက်ဖြစ်တဲ့မီးကိုထိခိုင်းပါတယ်ဟော်ကဲကမီးတက်ကိုလက်နဲ့ခြေပြပြီးသူ့ကိုယ်သူတသက်ပြလိုက်ပါတယ်Wonder Woman ဗမန်ကိုဒါဟာနောက်ဆုံးသတိပေးချက်ဖြစ်ပြီးနောက်တစ်ခါ Justice League ရဲ့လမ်းစဉ်တွေကိုနှောက်ယှက်တာစန့်ကျင်တာမျိုးလုပ်ရင်အင်အားသုံးခြေမှုန်းပစ်မယ်လို့ချင်းချောက်ပါတယ်ဗမန်ကတော့တောက်ယူမဆိုင်ပဲသူ့ကိုယ်ရဲ့သူပြန်လှည့်သွားပါတယ် Flash က Super Speed နဲ့ဗမန်ရှိပိတ်ရက်လိုက်ပြီးတော့ Hey Bruce ငါ့ကိုမင်းနဲ့စကားပြောနေရလေအဲ့လိုလမ်းလျှောက်ထွက်သွားလို့မရဘူးလို့ဆိုပါတယ်ဗမန်လမ်းလျှောက်ထွက်သွားလို့မရဖြစ်နိုင်ပါလို့ပြောရင်မိုးပေါ်ပြန်တက်သွားပါတယ် Flash ကအပေါ်ကိုလိုက်မောကြည့်ရင်ဗမန်ကမိုးပေါ်ပြန်နေပေါ့ဆိုပြီးကြောင်တောင်နဲ့ကြံခဲ့ပါတယ်မာရှန်မန်ဟန်တာမန်တိသွားတဲ့ Justice League ကချက်ချင်းလိုက်ပြန်တက်ပြီးမိုးပေါ်ခက်တီတီနဲ့ပြန်နေတဲ့ဗမန်ရောက်ဆောင်မာရှန်ကိုလိုက်ကြပါတယ်ဒါမဲ့မာရှန်ကကိုရောင်ဖြောက်လိုက်ပြီး Green Lantern ကိုလက်သီးတစ်လုံးကျွေးလိုက်ပါတယ်မာရှန်ရဲ့လက်သီးက Green Lantern လို့ကောင်းအောင်သတိမေ့သွားတဲ့အထိပြင်းပါတယ် Wonder Woman ရေရဲကျသွားတဲ့ Green Lantern ကိုလိုက်ကြည့်တော့ Superman စီကိုမာရှန်ရောက်လာပါတယ် Superman မာရှန်ဘာလို့သူ့ကိုဆန့်ကျင်နေရလဲလို့မေးပါတယ်မာရှန်မန်ဟန်တာနောက်တစ်ချိန်မှာ Superman ဖြစ်လာနိုင်တဲ့အရာကြောင့်လို့ဖြစ်ပြီး Superman ကို vision တစ်ခုပြလိုက်ပါတယ်မာရှန်မန်ဟန်တာရဲ့ဇာတိမားချိုမှာတယံဇာတိုက်ရေရှားပါလာတာကြောင့်ပါဇက်ပေါက်တွေရော့ဖို့အရေးအင်အားကြီးရဲ့ White Martian မျိုးစိတ်ကအင်အားနဲ့ Green Martian တွေကိုတပ်ဖြတ်ခဲ့ပါတယ်မာရှန်မန်ဟန်တာရဲ့မိဘတွေကလည်း White Martian တွေရဲ့တပ်ဖြတ်တာကိုခံခဲ့ရပြီးအဲ့ဒီအချိန်ကသူခံစားခဲ့ရတဲ့အကူအညီမဲ့မှုကို Superman နဲ့ Lois ကိုဆုံးရှုံးခဲ့ရချိန်မှာခံစားမှုမဲ့အကြောင်းမာရှန်ပြောပါတယ်အင်အားကြီးမျိုးစိတ်တွေအာဏာပြလိုက်ရင်အင်အားနဲ့မျိုးစိတ်တွေကြောက်ရွံ့ရပြီးဒီကမ္ဘာမှာစူပါမန်လုံနေတဲ့လုပ်ရက်တွေကလည်းကမ္ဘာသူကမ္ဘာသားတွေကိုစိုးရိမ်စေမှာဖြစ်တယ်လို့မာရှန်ရှင်းပြပါတယ်
ဒီချင်းဝရဝမန်ရောက်လာပြီးမာရှန်မန်ဟန်တာရဲ့ခေါင်းကိုညှစ်လိုက်ပါတယ်မာရှန်သူ့ကိုယ်သူနွယ်ရေးဖြစ်ပြောင်းရင်ဝရဝမန်မင်းကငါ့ကိုဘယ်တော့မှမယုံကြည်ခဲ့ဘူးငါရောစူပါမန်ရောကဂျိုသားရေးဖြစ်နေရတော့မင်းကမင်းနဲ့ပုံမှန်တရံတူရဲ့စူပါမန်ကိုပဲယုံကြည်ခဲ့လို့ဆိုပါတယ်မာရှန်ဝရဝမန်နားနှာခေါင်းပါဇက်တွေရတဲ့စင်ခန္ဓာကိုယ်အထဲဝင်သွားပြီးငါမင်းရဲ့စိတ်ကိုဖတ်ဖို့တယ်မင်းရဲ့အရင်အားနဲ့မတူတော့ဘူးမင်းရဲ့ခေါင်းထဲမှာတက်ချင်ဖြတ်ချင်စိတ်တွေနဲ့ကြမ်းတမ်းမှုတွေပဲရှိတော့တယ်ငါထင်ကဘာကြီးကအမင်းမရှိရင်ပေါ်တော်ကြုံလောက်တယ်လို့ပြောပါတယ်ဝရဝမန်ရဲ့အတွင်းကလေးစားတွေကိုရပ်ပတ်ပြီးချိန်မှာတော့ဝရဝမန်တယောက်အသက်ရှူကျက်နေပြီးနှာခေါင်းသွေးပါရှန်ကြလာပါတယ်မင်းတို့နှစ်ယောက်စလုံးကငါ့ကိုအထင်သေးကြတယ်အခုငါမင်းရဲ့အတွင်းကလေးစားတွေကိုရပ်ပတ်ထားပြီးငါလှုပ်ဖို့လိုအောင်ဆိုလို့ဓာတွေကိုညှစ်လိုက်ဖို့ပဲအားလုံးအဆုံးသတ်သွားလိမ့်မယ်ဆိုရဲမာရှန်ရဲ့စကားအဆုံးမှာဝရဝမန်သူ့ကိုမီးလောင်တိုက်သွင်းလိုက်ဖို့စူပါမန်ကိုပြောပါတယ်စူပါမန်ကလည်းအပြင်းထန်ခံစားနေရတဲ့ဝရဝမန်ကြောင့်ရွေးချယ်စရာမရှိတော့ပဲအပြင်းဆုံးဟီဗီချင်နဲ့ဝရဝမန်ကိုပစ်လိုက်ပါတယ်ဟီဗီရှင်ကြောင့်ဝရဝမန်ကိုရီးယားမာရှန်လောင်မြိတ်သွားပြီးနောက်ဆုံးမှပြာကျသွားပါတယ်ဒီလိုနဲ့ပဲကဘာဂျိုသူ့ဂျိုလိုအကြမ်းဖက်မှုတွေနဲ့အဆုံးမသက်စေခြင်းနဲ့ဂျိုသားလူဝေဂျွန်ဂျွန်းစ်ဖြစ်လေမာရှန်မန်ဟန်တာတယောက်ပွဲသိမ်းသွားပါတော့တယ်အာကာသတခွင်အတော်ဆုံးကြီးစားမုံဆိုတယောက်ဖြစ်တဲ့လိုဘိုကအများနဲ့တယောက်တိုက်ခိုက်နေရပြီးမျက်ခွက်တွေလှိမ့်ပင်ထိုးခံနေရပါတယ်တကယ်တော့သူ့ကိုဝိုင်းချနေတာသူ့ရဲ့ကိုဘွားကြီးဖြစ်ပါတယ်ဒီကိုဘွားကြီးကသူအစ်စ်ငါအစ်စ်နဲ့ငင်းခုန်နေလိုဘိုအစ်စ်ကိုလဲကြရဲ့အထိစွန့်ကြီးဝိုင်းလောင်းနေကြပါတယ်ခြေထောက်နဲ့ကန်တဲ့လူကကန်တန်ကျိုးနဲ့ရိုက်တဲ့လူကရိုက်တရားထက်တန်စွာစွန့်လောင်းခံနေရတော့လူဘိုရဲ့အမြင်အာရုံတွေကဝေဝါးလာပြီးသူ့ရဲ့ကိုယ်ဝါးရဲ့အစာတစုံတယောက်ကိုတွေးလိုက်ရပါတယ်အဲ့ဒါတော့တခြားသူမဟုတ်ပဲဟာလီကွင်းဖြစ်ပါတယ်ဟာလီကလူဘိုကိုအယူတယောက်လိုချုပ်ထားပြီးသူ့ကိုယ်သူလူဘိုရဲ့စိတ်ကူလုံးဆရာဝန်ဖြစ်ကြောင်းမိတ်ဆက်ပါတယ်လူဘိုကကွင်းငင်ယူနေပြီလို့ပြောပြီးရုန်းကန်ပေမဲ့ဟာလီယာကိုအေးစစ်စစ်ပဲလူဘိုရဲ့စိတ်ကန်စားချက်တွေကိုမေးနေပါတယ်ဘာဘလို့ဒီလိုဖြစ်ကုန်လဲသိချင်ရင်တော့လွန်ခဲ့တဲ့ကာလအနေငယ်ကိုပြန်သွားရပါမယ်Watch Tower မှာစိုက်ဖို့ Green Lantern နဲ့ Damian တို့ရှိနေပြီးစိုက်ဖို့ကသူတို့စီကိုအနေရတစ်ခုကိုအရှင်အောင်ပြင်းနေလာနေတဲ့အကြောင်းပြောပါတယ်။ Green Lantern အပြင်ထွက်ပြီးကြည့်ဖို့လုပ်ပေမဲ့သူဘာမှမလုပ်ရသေးခင်မှာတစုံတစ်ခုက Watch Tower ရဲ့နေရာကိုဖောက်ပြီးဝင်လာပါတယ်။အဲဒီနောက်မှာလျင်မြန်တဲ့အချိန်နဲ့တခြားနေရာတစ်ခုကနေဖောက်ထွက်သွားပါတယ်။အဖြစ်အပျက်တွေကမြန်ဆန်လုံးပြီးပေါက်သွားတဲ့နေရာတွေကို Green Lantern Ring Power နဲ့ဖာလိုက်ပါတယ်။အားလုံးကဘာကြီးမဲစဉ်းစားမရဖြစ်နေအောင်စိုက်ဖို့ကငါမြင်လိုက်တာမော်တာဘိုက်ကြီးလားဟာလို့ရေရွတ်ပါတယ်။ဒီကယ်ပဲ Watch Tower ကိုဖောက်ဝင်သွားတာမော်တာဘိုက်တစ်စီးဖြစ်ပြီးအဲ့ဒါကိုမောင်းလာတာတော့အကာသတခွင်ဒဲရီကျဲမုတ်ဆိုးလိုဘိုဖြစ်နေပါတယ်။လိုဘိုတယောက်မထရိုပိုလစ်ကိုဆင်းသက်လိုက်တဲ့အချိန်မှာတော့တိုက်ဆုပ်တိုက်ပြက်တွေနဲ့အသက်ကင်းမဲ့နေတဲ့မျိုးပြက်ကြီးကိုတွေ့လိုက်ရပါတယ်။စူပါမန်လိုဘိုစီရောက်လာပြီးမင်းဒီမှာဘာလုပ်နေရလဲလို့မေးပါတယ်။လိုဘိုကအစတော့မင်းမျိုးကိုနည်းနည်းပါးဖြတ်စီပြီးမင်းရောက်လာအောင်လုပ်ကိုပဲ။အခုတော့တယောက်ကလက်ဦးသွားအောင်မယ်လို့ဆိုပါတယ်။စူပါမန်အခုငါရောက်လာပြီဘာလို့ချင်တာလဲလို့ထပ်မေးပါတယ်။လိုဘိုကသူ့အထာအတိုင်းပဲအပိုကလစ်ကခွေးသားတစ်ကောင်မင်းကောင်းကိုစူကြီးထုတ်လိုက်တယ်။သူပြောတာကိုမင်းကကော်တဘာကိုအသေးထိုးတက်လိုက်တယ်ဆိုပဲတောက်ရမ်းမိုက်တယ်လို့ပြောပါတယ်။စူပါမန်ဒါဆိုမင်းကငါ့ကိုလာဖမ်းတာပေါ့ဆိုလိုဘိုကမင်းကိုထုတ်ထားတဲ့စူကြီးနဲ့မင်းရဲ့အရေးချင်းတက်မတန်လာဆန်းတက်တာလို့ပြောပါတယ်။ငါအဲ့ဒါရဲ့အတွက်အခြေမရှိဘူးဆိုပြီးစူပါမန်တယောက်ပြန်တက်သွားချိန်မှာတော့လိုဘိုကမိန်းမန်းစီကဘယ်သူမှမလုပ်ဘူးကွာလို့ကြုံဝိုင်းအနားမှာရှိတဲ့တိုက်တိုင်းနဲ့စူပါမန်ကိုဖိချလိုက်ပါတယ်။စူပါမန်တယောက်တိုက်ပြီးသွားချိန်မှာတော့ဘယ်သူမှမလွတ်တာလို့လိုဘိုကလေတိုက်ပြန်ပါတယ်။ရုတ်တရက်တိုက်ရောက်ကစူပါမန်ထွက်လာပြီးလိုဘိုကိုခုတ်ကကင်မင်းကငါအရေးချင်းနဲ့စူကြီးတက်မတန်အောင်သိချင်တာလားလို့မင်းကဘာအပြင်စီပြန်တက်သွားပါတယ်။အကာသားတစ်ချောက်လိုဘိုကိုဆွဲခေါ်သွားပြီးနောက်ဆုံးနေရဲ့မျက်နှာပြင်အနားထိရောက်လာပါတယ်။နေရဲ့အစမတန်ပူပြင်းတဲ့မျက်နှာပြင်ကစူပါမန်ကိုအားဖြည့်ပေးနေပေမဲ့လိုဘိုကိုတော့လောင်ကျွမ်းစေပါတယ်။ခဏအကြာမှာစူပါမန်လိုဘိုကိုကဘာပေါ်ပြန်ခေါ်လာပြီးသွေးဆက်တွေတစ်စက်ကျင်ုံနဲ့မင်းက regenerate လုပ်နိုင်တယ်။ဒါပေမဲ့နေရဲ့ပြချလိုက်ရင် regenerate အတွက်သွေးတစ်စက်တောင်ကျန်မှာမဟုတ်ဘူးလို့ချင်းချုပ်ပါတယ်။စူပါမန်လိုဘိုကိုခဏနေခိုင်းပြီးအဆီယာလို့တစ်ခုသူ့မှာရှိရလို့ဆိုပါတယ်။အလုပ်ဆိုတာဟာလီကွင်းအောင်ရှာပေးဖို့ဖြစ်ပြီးလိုဘိုလိုအကာသားတခွင်မှာအတော်ဆုံးမို့ဆိုရတာဒါကိုလုပ်ဖို့တင့်တော်မှာဖြစ်ပါတယ်။လူတယောက်ကိုရှာဖို့ဆိုရင်အဲ့ဒီလူရဲ့အနံ့ကိုလိုမှာဖြစ်လို့စူပါမန်ရဲ့လိုဘိုကို Hollow Justice စီခေါ်သွားပါတယ်။ Hollow Justice မှာ Justice လေးရဲ့ရန်သူတွေစီကနေပစ္စည်းရဲ့စုထားတဲ့ trophy room ရှိပြီးအဲ့ဒီမှာဟာလီကွင်းရဲ့ဝတ်စုံရှိနေပါတယ်။အဲ့ဒီအချိန် Hollow Justice မှာရှိနေတဲ့ Les လူသားလိုဘိုကိုဘာလို့ခေါ်လာလဲမေးပါတယ်။စူပါမန်လိုဘိုဟာအလုပ်တစ်ခုလုပ်ပေးဖို့လာဖြစ်ကြောင်းပြောတော့ Les ကလိုဘိုလိုကောင်ကစံပြလို့သမားဖြစ်နိုင်တယ်လို့ရွေ့ပြောပါတယ်။လိုဘိုက Les ရဲ့အင်ဂျီစားကိုဆွဲပြီးမိမန်းရှိမှစကားပြောရဆင်ခြင်မင်းကိုကြည့်ရရွက်တက်လုံးလုံးကရုံးတုံးခံထားတဲ့ပုံပဲလို့ဆိုပါတယ်အဲ့ဒီနောက်မှာလက်လက်ထဲကဆေးတောင်သတိထားမိသွားပါတယ်အဲ့ဒါကိုစိတ်ဝင်စားသွားတဲ့လူဘိုကဘာလုပ်တဲ့ဟာလဲလို့မေးတာကိုလက်ကဘာမှမဟုတ်ဘူးလို့ဖြေပါတယ်လူဘိုကတောက်ပိုတွေဘာမှမဟုတ်တဲ့ဟာကိုဒီလိုတက်တာရဲ့မထည့်ထားဘူးဆိုပြီးသူလိုချင်တယ်လို့ပြောပါတယ်လက်ကဒီဆေးတောင်ဟာတာမန်လူသားတွေရဲ့ခွန်အားဉာဏ်နှုံးနဲ့အကျက်ခိုင်မှုတွေကိုတိုးမြင့်ပေးရဲ့အရာဖြစ်ကြောင်းပြောတော့လူဘိုကသူတောက်လိုက်ရင်ဘာဖြစ်မှာလဲမေးပါတယ်စူပါမန်လူဘိုမှာ super human level ခန္ဓာကိုယ်ရှိပြီးသားမလို့ဒါကအစွမ်းပြလောက်မှာမဟုတ်ဘူးလို့ဆိုပါတယ်လူဘိုကဒါကိုတောက်လိုက်လို့သူ့ရဲ့စွမ်းရည်ရှင်ရင်စွဲထက်အများကြီးတိုးလာမှလည်းဖြစ်နိုင်တာပဲလို့ပြောပြီးဆေးတောင်စူပါမန်အတဲ့အလုပ်တွေအဖိုးအခဖြစ်တောင်းပါတယ်လက်က
ဒါဟာလူဖို့ပေါ်ဆွမ်းမပြနိုင်ခြင်းများကြောင့်စူပါမန်ကိုတီးတိုးပြောလိုက်တာကြောင့်စူပါမန်ဆေးတောင်ပေးဖို့သဘောတူလိုက်ပါတယ်အဲ့ဒီနောက်မှာလူဖို့အပြက်စီးအရက်သားတည်ကြည်မှုတွေလုံးဝမရှိပဲဟာလီကွင်းကိုသာအရှင်ဖမ်းခဲ့ဖို့မှာပါတယ်လူဖို့ထွက်သွားရဲ့နောက်လက်ကလူဖို့လိုကောင်ကွာဖို့လွတ်ထားအကြံကောင်းထင်လာလို့မေးပြီးစူပါမန်သူဟာလူဖို့လွတ်ထားမှာမဟုတ်ပဲလူဖို့သားတစ်ခုထားပေါက်ရင်ရင်ဆိုင်ရမယ့်အကျိုးဆက်တွေကိုသတိပေးပြီးဖြစ်ကြောင်းပြောပါတယ်အဲ့ဒီအကျိုးဆက်ကစူပါမန်ဆိုရဲ့သူကိုယ်တိုင်ပဲဖြစ်ပြီးလူဖို့ရဲ့အထင်းကိုဖြစ်ရှိနေလို့ဟာလီကွင်းကိုရှာတွေးဖို့သာလိုအပ်တာဖြစ်ပါတယ်တစ်ဖက်မှာမြောင်းနဲ့ဝင်ပုံနေတဲ့ဟာလေးစီလူဖို့ရောက်လာပြီးမြောင်းနေရင်ကြီးကိုဖောက်မော်တာဘိုက်ကြီးနဲ့အထာကျကျဆင်းသက်လာပါတယ်ဟာလေးရဲ့နင်းဘသူလဲဆိုရဲ့အမေကိုလူဖို့ကသူဟာလူဖို့ဖြစ်ကြောင်းမိမန်းဆိုပြီးလူတကာကြားနာမည်ကျော်ကြောင်းမိတ်ဆက်ပါတယ်ဟာလေးကတခါမှမကြားဘူးလို့ဆိုပြီးလူဖို့ကိုသူ့ရဲ့ signature တူကြီးနဲ့ထုလိုက်ပါတယ်လူဖို့ကဖြုံအောင်မဖြုံမဲဟာလေးကိုမော်တာဘိုက်ပေါ်လက်ထိတ်ခတ်ဖမ်းတင်လိုက်ပါတယ်စူပါမန်စီကလွတ်အောင်မြောင်းနဲ့လာပုံးနေတာတော်ချက်ပဲဒါပေမဲ့မိမန်းစီကဘယ်သူမှမလွတ်ဘူးကွာလို့ဆိုရင်လူဘိုကမော်တာဘိုက်ကြီးကိုလေးပေါ်မောင်းထွက်သွားပါတယ်။ဟာလေးရဲ့နှာခမ်းမွေးအတူကိုကြည့်ပြီးတော့လေဘာလို့တက်ထားလဲမမေးပဲနှာခမ်းမွေးရဲ့ကြီးမြတ်မှုကိုရှင်းပြစရာမလိုဘူးလို့ဆိုပါတယ်။ဟာလေးကလူဘိုမော်တာဘိုက်မှာတင်လာတဲ့ဆေးတောင်ကိုကြည့်ပြီးဘာကြီးလဲမေးပါတယ်။လူဘိုကတာမန်လူတွေကိုတောက်ရမ်းကျန်းအောင်လုပ်ပေးတဲ့ဆေးတောင်ကိုအဖိုးခါဖြစ်တောင်းလာခဲ့တဲ့အကြောင်းရှင်းပြပါတယ်။ဒါကိုသုံးပြီးသူ့ဘော်အလုပ်ဖြစ်မဖြစ်စမ်းသပ်မှာဖြစ်ကြောင်းအလုပ်ဖြစ်နိုင်ကြရောနဲချောင်းနဲ့လေကြောရှိနေအောင်ဟာလေးကလက်ထိတ်ကိုဖြုတ်ပြီးဆေးတောင်ကိုယူလိုက်ပါတယ်။အဲဒီနောက်မှာတော့တောက်ပြီးဆိုင်ကယ်ပေါ်ကခုန်ချလိုက်ပါတယ်။ဆေးရနေတဲ့ညောင်စူပါဟျူမန်ဖြစ်သွားလို့အဆောက်အုံတစ်ခုရဲ့အမိုးကိုဖောက်ပြီးအခန်းတစ်ခုစီအထီးကိုင်းမရှိပြုတ်ကျသွားပါတယ်။မြောက်အုံးသိရသွားတဲ့ဟာလေးကအခန်းနေရန်ကိုဖောက်ပြီးတခြားတစ်ခန်းစီခုန်ကူးပါတယ်။အဲ့ဒီအခန်းမှာလူဘိုကလက်သီးနဲ့စောင့်နေပါတယ်။လူဘိုလက်သီးစာမိသွားတဲ့ဟာလေးကဂျိုကာသိပြီးကလေးကသူ့ကိုဘယ်သူမှထပ်မနာကျင်စေရဘူးဆိုပြီးတံပြန်လက်သီးကျွေးလိုက်ပါတယ်။လူဘိုကနေရန်ကိုဖောက်ပြီးကားလမ်းမစီကျသွားပါတယ်။အဲ့ဒီနောက်ကားတိုက်ခံရပါတယ်။တိုက်တဲ့ကားထဲလူဘိုကပုံမာနေရကြောင်းကားတစ်စီးလုံးပောက်ကွဲထွက်သွားပါတယ်။ Arrow Cave မှာတော့ Green Arrow နဲ့ Black Canary ကိုရှိနေပြီးအတိုက်ခိုက်လေ့ကျင့်နေကြပါတယ်။ Green Arrow ကအလျှော့ပေးနေရကြောင်း Black Canary ကင်ပေါက်တာခံလိုက်ရပါတယ်။အဲ့ဒီချိန် Arrow Cave ရဲ့နေရာကိုဖောက်ပြီးလိုဘိုမော်တာဘိုက်နဲ့အတူဟာလီကွင်းရောက်လာပါတယ်။ဟာလီကမော်တာဘိုက်ကိုမရက်တက်တာကြောင့်ဒီအတိုင်းလှုပ်ပေးလိုက်ရင်မြင်းရင်ပေါ်ခုန်ဆင်းလာပါတယ်။ Green Arrow ကနင်ဘာလာလောက်တာလဲမေးတော့ဟာလီကအကူအညီလာတောင်းတာဖြစ်ကြောင်းပြောပါတယ်။သူ့ရဲ့လှုပ်ဝက် Arrow Cave ရဲ့တီနေရာကိုဟာလီသိနေရကြောင်း Green Arrow ကအံ့ဩနေပြီးဟာလီကသူ့သိနေရတဲ့အကြောင်းရင်းကိုရှင်းပြပါတယ်။ Green Arrow ဟာလီကိုလက်ထိတ်တန်းလန်းနဲ့ Arrow Cave ထဲဖမ်းထားတော့ဟာလီတယောက်ထားရနေရမှာအမြဲနေကြရမှာမဟုတ်ပဲလက်ထိတ်ကိုဖြုတ်ပြီး Arrow Cave အနှံ့အတွင်းပြင်လျှောက်သွားနေကြရဖြစ်ပါတယ်။အဲ့ဒီနောက် Green Arrow ပြန်ရောက်လာတဲ့အချိန်မှာသူ့ကိုယ်သူလက်ထိတ်ပြန်ခတ်ပြီးလူလိမ်မာလေးလုပ်ပြရပါ။ Green Arrow ကသူ့ရဲ့လှုပ်ဝက်နေရည်ဒီလိုတိုးတိုးသေးသေးရှိနေအောင်ဝမ်းမြောက်ပြီးကိုနဖိုးကိုပြန်ရိုက်နေပါပြီ။ဟာလီက Green Arrow ဟာသူ့ဘော်ကောင်းခဲ့ဖို့ရဲ့တူးရီသောလူဖြစ်လို့ပြဿနာလေးတစ်ခုရှင်းဖို့အကူအညီလာတောင်းတာဖြစ်ကြောင်းပြောပါတယ်။ဒီတော့မှ Green Arrow နဲ့ Black Canary တို့ဟာလီမောင်းလာရဲ့မိုးပြန်မော်တာဘိုက်ကြီးကိုသတိရပြီးဟာလီရှာလာရဲ့ပြဿနာကိုသဘောပေါက်သွားပါတယ်။ရုတ်တရက်လူဘိုကဟာလီဖောက်ခဲတဲ့နေရန်အပေါက်ကနေပဲဝင်လာပြီးသူ့မော်တာဘိုက်ကိုခိုးသွားလို့တပ်ပစ်မဲ့ကျိန်းပါတယ်။ Green Arrow ကသူ့ရဲ့ Arrow Cave တဲကိုတယောက်ပြီးတယောက်ရောက်လာကြလို့စိတ်ပြက်နေပြီးလူဘိုရဲ့မျက်လုံးတတဲကိုမြားနဲ့ပစ်ထည့်လိုက်ပါတယ်။လူဘိုက Arrow Cave ဆိုတဲ့နာမည်ပိန်းချောင်းပြန်ပြောတဲ့အချိန် Black Canary က Sonic Screen နဲ့နားဥအောင်လုပ်လိုက်ပါတယ်။လူဘိုတယောက်ဝေဝါးနေအောင်ဟာလီကဂုတ်ပေါ်တက်ခွာပြီးခေါင်းလုံးလိုက်ဆွဲဖြုတ်ပါတယ်။လူဘိုလိုကောင်အသာလေးအနှံ့ယုံပြလိုက်တဲ့ဟာလီကိုကြည့်ရင် Green Arrow နဲ့ Black Canary ကိုမှင်သက်သွားကြပြီးစေးတောင်းရဲ့အစွမ်းကိုမျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်။ဒီလိုနဲ့အစအချင်းကိုပြန်ရောက်လာပါပြီ။ Regeneration ကောင်းတဲ့လူဘိုကခေါင်းနဲ့ခန္ဓာကိုယ်ပြန်ဆက်သွားပြီးသူ့ဘေးမှာစယောဂါကူဆရာဝန်ဒေါက်တာဟာလီကစောင့်ကြည့်နေပါတယ်။ဟာလီကလူဘိုအယူတယောက်လိုဖမ်းချုပ်ထားပြီးတောက်ရောတင်းမာရဲဆိုရင်လူဝါစာကိုစိတ်နဲ့ပတ်သက်တဲ့မိကိုနေမေးပါတယ်။လူဘိုတယောက်သတိမလဲလာခင်စိတ်ထဲမှာသူ့ကိုယ်သူပြန်တိုက်ခိုက်နေအောင်သတိထားမိတဲ့ဒေါက်တာဟာလီကလူဘိုမှာစိတ်နဲ့ပတ်သက်တဲ့ပြဿနာတစ်ခုရှိနေပြီးလူဘိုရဲ့စွမ်းအားတွေယုံကြည်မှုတွေကိုတယောက်ကလူယူသွားတာကြောင့်ကိုယ့်ကိုပြန်ထိန်းချုပ်နိုင်ဖို့ကြိုးစားရဖြစ်နိုင်ကြောင်းကောက်ချက်ချပါတယ်။အဲ့ဒီနောက်မှာတော့လူဘိုဟာအာကာသတခွင်အတော်ဆုံးကျေးဇူးမှုဆိုဖြစ်တဲ့အကြောင်းသတိပေးပါတယ်။လူဘိုကအစအနေငါ့ကိုမသိဘူးဆိုလို့ပြောတော့ဟာလီကသူဟာလူဘိုကိုဘယ်သူမှန်းသိပြီးသိချောင်းပြောလိုက်ရင်လူဘိုတယောက်မန်တက်တော်မှာဆိုလို့မပြောခဲ့ကြောင်း professional ဆန်ဆန်တုံ့ပြန်ပါတယ်။အဲ့ဒီနောက်စူပါမန်ကနင်းကိုတိမ်ငယ်အောင်လုပ်လိုက်တာလားလို့မေးပါတယ်။လူဘိုကသူကတိမ်ငယ်နေရမဟုတ်ပဲတိမ်ကြီးနေတဲ့အကြောင်းညင်းပေမဲ့ဟာလီကအဲ့ဒါဆိုအာကာသတခွင်အတော်ဆုံးကျေးဇူးမှုဆိုကငါ့လိုအညာတရလေးကိုဘာလို့အသေးအံလိုက်ဖမ်းနေရလဲလို့မေးလိုက်တာကြောင့်တွေးဝေသွားပါတယ်။နင်ပြောရမှန်တယ်။နင်ကငါ့အတွက်ဘာမှမဟုတ်ဘူးလို့လူဘိုကပြောပြီးဟာလီကဒါပေါ့ငါလက်ခံတယ်ငါသာနင်းနေရမှာဆိုရင်ငါဆုံးရှုံးသွားရဲ့စွမ်းအားနဲ့ယုံကြည်ချက်ကိုပြန်ရယူပြီးငါအခုဒီမိမ့်မန်းဖြစ်နေသေးတဲ့အကြောင်းသက်သေပြမိမှာလို့ဆိုပါတယ်ဒါကြောင့်လူဘိုလည်းအယူရင်ရထလာပြီးနင်ပြောချင်တာကိုငါသိပြီအကြံပေးရကျေးဇူးပဲလို့ပြောရင်သူ့ရဲ့မိုးပြန်မော်တာဘိုက်ကြီးပေါ်တက်လိုက်ပါတယ်အဲဒီနောက်မှာတော့ငါအခုဒါရီအားလုံးရဲ့အစပြုရနေရကိုပြန်သွားမယ်နင်းလိုလူနဲ့ရှင်ချမယ်အစားငါနဲ့တန်တဲ့လူမျိုးကိုပဲသွားချမယ်ဆိုပြီးမော်တာဘိုက်ကြီးကိုမောင်းထွက်သွားပါတယ်ဟာလီယာကိုပြုံးရင်းကြံခဲ့ပြီး Green Arrow နဲ့ Black Canary တို့ပါအခန်းထဲဝင်လာပါတယ်ဟာလီယာလူဘိုကိုအနိုင်ယူနိုင်ခဲ့တာဟာ Black Canary ဟာလီကွင်းနဲ့ Oliver ကွင်းတို့ပါဝင်တဲ့အဖွဲ့ဖြစ်ကြောင်းပြောပြီး Green Arrow ကသူ့နာမည်အရင် Oliver ကွင်းကိုပါဟာလီသိနေရကြောင်းတောက်ချက်ကွဲရပြန်ပါပြီ
Even New ကိုနေထိုင်ရာအပိုကလေးငရဲဂျူကြီးပေါ်မှာတော့အုတ်ချုပ်သူတစ်ဖြစ်လဲ Universe ရဲ့အင်အားအကြီးဆုံးအာဏာရှင် Darkseid ရှိနေပြီးအနောက်ကတစုံတစ်ယောက်ကသူ့ပခုံးကိုလာတို့ပါတယ်။ New ကအချင်းအောင်မော်မကြည့်ရဲကြတဲ့ Darkseid ကသူ့လိုဘရင်တစ်ပါးပေါ်မလေးမစားပခုံးလာတို့ရဲ့လူကိုလှည့်ကြည့်ပြီးရရဆဆဘဲကောင်လဲလို့မေးလိုက်ပါတယ်။သူတွေးလိုက်ရတာတော့လူဘိုဖြစ်ပြီးလက်ထက်ရတန်ချင်းကျိုးဂျေးကောက်တို့နဲ့အတူမိမန်းမှာရှင်းစရာကိစ္စလေးရှိရဲ့။ချရအောင်ခွားတောင်ဈေးလို့ပြောရင် Darkseid ကိုစိန်ခေါ်လိုက်ပါတယ်။တကယ်တော့လူဘိုးကိုကဘာပေါ်ပို့ပြီးစူပါမန်ကိုဒုက္ခပေးဖို့ငှားခဲ့တာတခြားသူမဟုတ်ပဲ Darkseid ကိုရင်ဖြစ်ပါတယ်။ဒါကြောင့်သူ့ကိုစူပါမန်စီတောက်ချက်ကိုအောင်လုပ်တဲ့မူလပထမတရက်ခန့်ကိုမိမန်းတစ်ဖြစ်လဲလူဘိုးကလာတိုက်ခိုက်တာဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ဒီတောက်ကျော်တင်လူဝါစာကောင်က Marvel ရဲ့ဖခင် Stan Lee ရဲ့ favorite character ဘာလို့ဖြစ်ရလဲသဘောပေါက်လောက်ပြီးထင်ပါတယ်။လွန်ခဲ့တဲ့6နှစ်အရာအလုံးပုံမှန်ဖြစ်ခဲ့တဲ့နေ့လေးတစ်နေ့မှာ James ဆိုတဲ့ကောင်လေးကမတ်ဆောက်လိုက်ရဲ့ဂုံစင်းကိုသူ့ရဲ့စပိန်လေးနဲ့ဆင်းခဲ့ပါတယ်။ကန်ဆိုးစွာနဲ့စပိန်ကကြောက်တော်တော်ကိုတိုက်မိသွားတာကြောင့်ဂျွန်းထိုးပြီးမြေကြီးနဲ့မျက်နှာမိတ်ဆက်လိုက်ရပါတယ်။ James ရဲ့မျက်နှာမှာမျက်ရည်ဖုန်နေပေးကျန်နေပြီးစပိန်ပိန်တစ်ပိန်ကပါပိန်လိန်နေလို့စိတ်ညစ်နေအောင်ဝိယုံနေတဲ့လူတစ်ယောက်ရောက်လာပါတယ်။အဲဒီလူကကြောင်တော်ဟာသားရေပြောပြီး James ရဲ့စပိန်ကိုပြင်ပေးမယ်လို့ဆိုပါတယ်။သူ့ရဲ့အာရီနဲ့ဘိန်းကိုညှစ်လိုက်တာကြောင့်ဘိန်းကကောင်းမလာပဲကိုွေးသွားပါတယ်။အဲဒါကြောင့်ဒီလူက James ကိုသူ့ကိုယ်အိမ်ပြန်ပို့ပေးမယ်လို့ပြောပြီး James ကိုတစ်ဖက်ကကင်စပိန်ကိုတစ်ဖက်ကကင်ရင်လေပေါ်ပြန်တက်သွားပါတယ်။ James ကဝေဟင်မှာပြန်တန်းရတဲ့ခံစားချက်ကိုသဘောကျနေအောင် Metropolis မျိုးစုမျိုးသားတွေကလည်းသူတို့ရဲ့အချစ်တော် Hero ကြီး Superman ခလေးတစ်ယောက်နဲ့စပိန်တစ်ပိန်သေလာတာကိုမောကြည့်နေကြပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ James ကဒါသူ့အိမ်မဟုတ်ဘူးလို့မလိမ့်တပတ်လုပ်ပြီးလေပေါ်ထပ်ဝဲရအောင်ညှင်းဆင်းပါတယ်။ဒါကိုသိနေတဲ့ဝဲယုံနေတဲ့လူက James ရဲ့လက်ကိုဆွဲပြီးမျိုးတစ်ပတ်ထပ်ပြန်ပေးပါတယ်။အဲဒီနောက်မှာတော့ Super Hero ရတဆင့်အတန်တချို့ကြားရတာကြောင့် James ကိုအိမ်ပြန်ပို့ပြီးတနေရာကိုထွက်လာပါတယ်။တနေရာမှာတော့ဓမြတိုက်ဖို့ကြံနေတဲ့လူ2ယောက်ရှိပြီး Superman X-ray vision ကြောင့်ဓမြတွေရဲ့တနက်ထဲမှာကြည်မရှိမှန်းသူသိရလို့ဆိုပါတယ်။ဓမြတွေကအစာကလေးကဘယ်သူမှထိခိုက်ဖို့ဆန္ဒမရှိတာကြောင့်ညနေဖုံးတွေချုပ်ပြီးလနေမမာတွေရဖို့ Superman ဆုံးမသွားပါတယ်။ James ကတော့သူ Superman နဲ့တွေ့ခဲ့တဲ့အကြောင်းသူ့အမေကိုပြောပြပေးမယ်။သူ့အမေကမယုံပဲတကားခေါက်လို့သွားခွင့်ပေးမှတကားဝမှာဘိန်းတပင်းကင်ပြီးရက်နေတဲ့ Superman ကိုတွေ့လိုက်ရပါတယ်။ Superman James နဲ့အမေဖြစ်သူကိုနှုတ်ဆက်ပြီးရှေ့ဘိန်းအတွက်အစားပြန်ဝယ်လာပေးရဖြစ်ကြောင်းပြောပါတယ်။ဒါဟာ Bruce Wayne လိုဘီလီယံနာမဟုတ်ပဲသတင်းတောက်လာစားလေးနဲ့ခလေးတစ်ယောက်အတွက်ဘိန်းတပင်းပြန်ဝယ်ပေးရ Superman ဖြစ်ပါတယ်။လက်ရှိကာလမှာတော့ James ဟာသူ့ကိုတစ်ချိန်ကဘိန်းလေးတပင်းလက်ဆောင်ပေးခဲ့ဘူးတဲ့မျိုးတစ်ပတ်တူတူပတ်ပြန်ပေးခဲ့ဘူးတဲ့ဓမြရီကိုတရားဟိုးပြီးပြန်လွှတ်တတ်တဲ့ Superman ကိုတတိယနေပါတယ်။ James က Superman ကြောင့်ကိုွေးသွားရဲ့သူ့ရဲ့ရှေ့ဘိန်းလေးကိုအမှတ်တရသိမ်းထားပြီးလူတိုင်းမောကြည့်ရရဲ့မျှော်လင့်ချက်ကြီးအကြောင်းပြန်တွေးမိသွားပါတယ်။သူအခု TV မှာမြင်နေရတာအမြဲတမ်းမျက်မှောင်ကြီးကျုပ်ထားပြီးလူတိုင်းကိုတန်တရားမျက်လုံးဒေါသမျက်လုံးနဲ့ကြည့်နေတတ်တဲ့ Krypton ဂျိုသားကြီးဖြစ်နေပြီးသူတရှင်ရသိခဲ့တဲ့ Man of Tomorrow ကြီးနဲ့ကတော့များစွာကွာခြားလို့နေပါတယ်။ညတညမှာလူ3ယောက်ပဲတည်ရဲ့ American သမ္မတရဲ့ဖုန်းကိုတစုံတစ်ယောက်ကခေါ်လာပါတယ်။သမ္မတအိယာနိုးလာပြီးဖုန်းကိုကန်လိုက်တဲ့အချိန်တစ်ဖက်လူကဗမန်းဖြစ်နေတာသိလိုက်ရပါတယ်။ဗမန်းအချိန်တစ်ခုအတွက်အာယုံလွှဲစရာကြီးကြီးမားမားလိုအပ်နေပြီးအာယုံလွှဲစရာဖန်တီးပေးဖို့သမ္မတကိုပြောပါတယ်။ Green Arrow နဲ့ Black Canary တို့ဘက်မှာတော့ဗမန်းပေးထားတဲ့လိပ်စာအတိုင်းလာနေကြပြီးအများဆုံး Unisys တန့်စင်ခန်းနဲ့ရောက်လာပါတယ်။ဗမန်း Green Arrow ကိုတတိယမြောက်ခန်းဖြစ်ကြောင်းပြောထားလို့နှစ်ယောက်သားတတိယမြောက်တွိုင်းလိုက်ခန်းစီဝင်လာကြပါတယ်။အခန်းနေရာမှာရှိတဲ့လှုပ်ဝက်ကင်မရာတိုးနှစ်ယောက်ကိုစကန်ဖတ်ပြီး Green Arrow နဲ့ Black Canary ဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။အဲဒီနောက်ကျမ်းပြန်နိုင်စင်းသွားပြီးဗမန်းရဲ့လှုပ်ဝက်နေရာတစ်ခုစီရောက်လာကြပါတယ်။ဒီနေရာမှာဗမန်းနဲ့တခြားအဖွဲ့အသားတွေစီဝေးနေပြီးအားလုံးကဗမန်းကိုမေးခွန်းထုတ်နေကြပါတယ်။ Black Lightning ကမင်းပြောငါတို့ကဒီမိုကရေစီနည်းရတက်လာတဲ့သမ္မတတယောက်ကိုပြန်မေးဆွဲမဲ့ဟော့ကဲကိုတားဖို့ပဲဆိုသူ့ကိုဖမ်းချုပ်ထားမယ်မှန်းသာသိရင်ငါဒါကိုကိုညီခဲ့မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဗမန်းငါသူ့ကိုပြန်ထုတ်လိုက်ပြီးဘယ်တော့မှလည်းအကြိုက်ဖမ်းထားဖို့မရည်ရွယ်ဘူး။ Watch Tower မှာအဓိပ္ပာယ်ရှိတဲ့စကားမျိုးပြောပြီးမဲ့လူတယောက်လောက်ရောက်နေအောင်သာလုပ်ခဲ့ရလို့ပြောပါတယ်။ Captain Adam အဲ့လိုဆိုရင်တော့မင်းတာဝန်ပေးထားမာရှန်ဖြစ်ကြောင်းငါတို့ကိုအသိပေးတဲ့နယ်ပြောပြီးဗမန်းမာရှန် Superman အရှင်လက်ပြချလိုက်ပြီလို့ဆိုပါတယ်။အားလုံးတုန်လှုပ်သွားကြတော့ဗမန်းဆက်ပြောတာမင်းညအမေမဖော်လို့သူတယောက်ထံလှုပ်ရမစိတ်တစ်စောင်ရခဲ့တယ်။ဖြစ်နိုင်တာမာရှန်တယောက် Superman အဖွဲ့တွေကတယောက်ကိုသူ့ဘက်ပါလောင်ဆွဲနိုင်လိုက်ပုံပဲ။မစိတ်အရာဆိုရင် Superman နဲ့လူသားတို့က Super Human နည်းပညာကိုတီထွင်အောင်မြင်သွားပြီ။အဲ့ဒီနည်းပညာကို Fortress of Solitude မှာထုတ်လုပ်နေရဆိုပြီးဖြစ်ပါတယ်။ Green Arrow ကဘသူမှန်းတော့မသိတဲ့လူတယောက်ရဲ့ message ကြောင့် Superman ရဲ့မဖောက်ထွင်းနိုင်တဲ့ Fortress ကိုသွားဖောက်ပြီးနည်းပညာကိုခိုးရမှာလားလို့မေးပါတယ်။ဗမန်လက်ရှိအချိန် Superman အစွန်းရောက်နေပြီ။ဒီတိုင်းသာဆက်သွားရင်သူ့ကိုထိန်းသိမ်းမှုတစ်ခုလိုမှာဒီနည်းပညာ Superman ဖန်တီးမဲ့အနာဂတ်ကဘာရဲ့တစ်ခုရဲသောမျှော်လင့်ချက်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်ဗမန်ရဲ့ device တစ်ခုကအတန်မြည်လာပြီးဗမန်အချိန်ကျပြီလို့ရေရွတ်ပါတယ်။ American စစ်သင်းဘောတွေနဲ့စစ်လီရင်တွေပါဝင်တဲ့တစုတစုကိုရီးယားကျွန်းဆွယ်ကိုချီတက်သွားတဲ့တပြိုင်နက်ဗမန်ခုံအားထားရင်အာယုံလွှဲစရာရပြီ။ Black Canary, Catwoman နဲ့ Captain Atom တို့ငါနဲ့လိုက်ခဲ့ Captain Atom ရဲ့မြောက်ဝင်ရုံဆုံးစီကိုပေါ်တယ်ဖွင့်ပေးရမယ်လို့ပြောပါတယ်။ Green Arrow ကိုခေါ်သွားဖို့အစီအစဉ်မရှိရကြောင်း Green Arrow ကမင်းငါ့ကိုထားခဲ့ဖို့မစင်စားတဲ့ Bruce လို့អော်ပါတယ်။ Batman
Catwoman ဟာ Fortress of Solitude ကိုဖောက်ဖို့လိုအပ်တဲ့အတွေ့အကြုံရှိသလိုကမ္ဘာအတော်ဆုံးတခိုးတစ်ယောက်လည်းဖြစ်တယ်။ Black Canary ကတော့သူ့ရဲ့အတန်နဲ့ Kryptonian Crystal တွေကိုအကွဲအောင်လုပ်နိုင်တယ်။ဒီမရှင်အတွက်သူတို့ကအသင့်တော်ဆုံးပဲမလိုအပ်တဲ့လူကိုမခေါ်နိုင်ဘူးလို့ဆိုပါတယ်။အဲဒီစကားကို Green Arrow ကနားမထောင်ပဲသူ့ကိုခေါ်ဖို့အတင်းပြောရကြောင်းနောက်ဆုံးမှာ Batman ခေါ်ဖို့သဘောတူလိုက်ပါတယ်။ရောက်ဝင်အောင်ဆုံးကိုရောက်လာတဲ့ Batman Catwoman ကိုခေါ်ပြီး Fortress စီသွားနှင်းဖို့နဲ့အထဲဝင်လို့ရမယ့်ဝင်ပေါက်ရှာခိုင်းဖို့ Captain Atom ကိုပြောပါတယ်။Batman ရဲ့စကားအတိုင်း Captain Atom တယောက် Catwoman ကိုတည်ပြီးအပေါ်စီးမြင်ဝင်ရအောင်လုပ်ပေးနေအောင်ကိုရီးယားကျွန်းဆွယ်ကိုခြိသွားတဲ့ American တပ်စုဟာဘေးပတ်ဝန်းကျင်ကိုစောင့်ကြည့်နေကြပါတယ်။သူတို့ရဲ့အကြံ Batman အဖွဲ့ Fortress ကိုဖောက်နေအောင် Superman နဲ့ Justice League ကိုတက်နိုင်သလောက်အချိန်ဆွဲထားဖို့ဖြစ်ပါတယ်။ဒါပေမဲ့ Superman ရဲ့အရေးအရာကိုမတွေ့ရတာကြောင့်ထူးဆန်းနေပြီး Superman တော့တမရနေထိုင်ရာ Impure ရှိကိုဝုန်းကနေခုန်ဆင်းလိုက်ပါတယ်။ Fortress ပေါက်မဲ့တခိုးဖွဲ့ရတော့ထဲဝင်ရမယ့်ဝင်ပေါက်တကားကြီးကိုမောကြည့်ပြီး Catwoman လုံးနိုင်ပါမလားစိုးရိမ်နေကြပါတယ်။ဒါမဲ့ကဘာအတော်ဆုံးတခိုးပွဲရထားတဲ့ Catwoman တကားအကြီးရဲ့တော့တနည်းနည်းနဲ့ဖြတ်ပြီး Captain Atom ရဲ့ Super Strength နဲ့ဆွဲဖွင့်လိုက်ပါတယ်။ Impure မှာတော့တမရတယောက်အိမ်လေးရထွက်လာပြီး Superman ကိုလာတွေ့ပါတယ်။ Superman ခမရဲ့တက်ဆုပ်စီကြောက်ကိုဝင်သွားပြီးနောက်ပြန်လှည့်ဖို့ဖြောင်းဖြနေအချိန်ဖြုံးရကြမယ်။ဒါပေမဲ့ခမအမိန်ပေးလိုက်ရင်တော့သူတို့ချက်ချင်းပြန်လှည့်လာမှာလို့ပြောပါတယ်။တမရမင်းမငါ့ကိုဘာလို့ပြောရမယ့်အနေအထားမရှိဘူးလို့ဆိုပြီး Superman သိရှိရပေါ့ခမဘာလို့ဒီလိုတွေလုပ်နေရလဲဒါမျိုးကိုကြုံသိမခံမှန်းသိရနေလို့မေးခွန်းထုတ်ပြီးတစုံတစ်ခုကိုသတိရသွားပါတယ်အဲ့ဒီနောက်သဘောပေါက်သွားရဲ့ပုံစံနဲ့ကြုံသိမခံမှန်းခမသိတာပဲခမရဲ့အကျုပ်ကိုကိုရီးယားမှာအာယုံလွှဲပြီးတစ်ခုလက်ဖို့ကြံနေရလို့ရေရွတ်ပါတယ် Fortress of Solitude တကားပွင့်သွားတဲ့တပြိုင်နက် Batman ဖွဲ့ကအထဲဝင်လာပြီးအဲ့ဒီမှာ Superman ရဲ့မွေးစားမိဘကြီးဖြစ်ကြတဲ့ Jonathan နဲ့ Martha Kent တို့ရှိနေပါတယ် Jonathan Bruce တာမင်းသွားသိပြီလို့ပြောပြီး Batman ဟုတ်တယ်ပျောက်ချက်မိရစိုးရိမ်ပါ Mr. Kent ကျွန်တော်တို့ပြန်ပါပြီလို့ပြောရင်ချက်ချင်းလက်ထွက်ပါတယ်အခုလို Superman ပုံမှန်မတွေးခေါ်နိုင်တဲ့အချိန် Batman ရဲ့အဖွဲ့ကို Fortress မှာသူ့မိဘတွေနဲ့တွေ့လိုက်ရရင် Superman ဘလို့တွေးပြီးဘာကြီးဆက်ဖြစ်ကုန်မယ်ဆိုတာ Batman ကောင်းကောင်းသိနေပါတယ်ဒါပေမဲ့နောက်ကျသွားပြီး Superman တယောက် Captain Atom ကို level ညှိရင် Fortress စီဆင်းသက်လာပါတယ် Jonathan နဲ့ Martha ပြပြတလဲလွှတ်ပေးလိုက်ဖို့ဝိုင်းပြောဝင်မဲ့ Superman မကြားနိုင်တော့ပဲ Captain Atom ရဲ့ level ကိုတင်းတင်းကြပ်ကြပ်ဆွဲကင်ထားပါတယ် Captain Atom ကောင်းပြီလေအနည်းဆုံးတော့ငါမင်းကိုအခွင့်အရေးပေးခဲ့ရပဲလို့ဆိုပြီး Superman စီကအလွတ်ရုံးရင်လက်သီးတုံးကျွေးထည့်လိုက်ပါတယ် Superman တယောက် Fortress ရဲ့အမိုးကိုဖောက်ထွက်သွားပြီးအဲ့ဒီတန်ကြောင့်ရေခဲဆိုင်တွေပြိုကျလာပါတယ်ရေခဲဆိုင်ရဲ့တစ်ဖက်တစ်ချက်စီမှာ Batman, Catwoman နဲ့ Black Canary တို့ကတစ်ဖွဲ့ Green Arrow, Jonathan နဲ့ Martha တို့ကတစ်ဖွဲ့ကွဲထွက်ကုန်ပြီး Black Canary က Sonic Screen, Canary Cry နဲ့ရေခဲဆိုင်ကိုခွဲဖို့စီစဉ်ပါတယ်ဒါပေမဲ့ Batman ကတားလိုက်ပြီးအဲ့လိုလုပ်တာအပြက်စီးရဲ့ပုတ်ဖြတ်သွားနိုင်ကြောင်းပြောပါတယ် Black Canary က Green Arrow ကိုမထားခဲ့ချင်ပေမဲ့အခုမသွားရင် Superman ပြန်ရောက်လာတဲ့တစ်ဖွဲ့လုံးအဖြုတ်ခံရတော့မယ့်အခြေအနေဖြစ်ပါတယ်။ Batman Green Arrow ရဲ့ခေါင်းစွပ်ထဲခြေရာခံဆက်တထားကြောင်းပြောပြီး Superman ကိုကင်တွယ်ပြီးရတဲ့သူတို့ချက်ချင်းပြန်လာရှာမယ်လို့ဆိုပါတယ်။ Captain Atom ကတော့ Superman ကိုတစ်ချက်ချင်းအနှစ်ကြီးရေကျွေးနေပြီးသူ့ရဲ့ထိုးချက်တွေရောက် Superman တယောက်လူလက်ခံနေရပါတယ်။အပြန်အလှန်တိုက်ခိုက်နေကြရင်လည်း Captain Atom မင်းမတိုက်ခိုက်နေပေါင်းစုံရှိတယ်။ငါလည်းငါရဲ့ခန္ဓာကိုယ်ရဲ့ကနေနျူကလ িয়ার စွမ်းရည်ထုတ်နိုင်တယ်။ဒါပေမဲ့ငါတို့အဲ့ဒါတွေကိုမသုံးမင်းနဲ့ငါလိုလက်ရည်ချင်းတူရဲ့ကောင်းနေရှင်းချကြတယ်ငါတို့ကစွမ်းရည်ကိုတုံးပြီးတိုက်မဲ့အစားတယောက်တော့ခွက်တယောက်ပဲပဲပဲနဲ့နဲ့ထိုးကြတယ်ဘာလို့လဲသိလားအဲ့ဒီခံစားချက်ကတောက်ရမ်းမိုက်လို့ပြောပါတယ်လက်သီးနောက်တစ်ချက်ကျွေးလိုက်ပြီးနောက်မှာတော့စူပါမန်ရဲ့သပင်ကိုဆွဲကင်ရင်အမေရိကန်ကာကွယ်ရေးဌာနပန်တဂွန်ကမင်းတို့ငါရှင်းပြနိုင်မယ်လို့ယူဆထားတယ်ဒါပေမဲ့ငါအရင်ကတခါမှအလိုမလုပ်ခဲ့ဘူးဘာလို့လဲဆိုရင်ငါနိုင်ငံငါလူမျိုးအတွက်အမှုထမ်းနေခဲ့တာငါလုံးချင်နိုင်လို့မရဘူးငါလိုကောင်အောင်မိခင်နိုင်ငံကြီးရဲ့အထက်မှာရှိမနေဘူးဘာကောင်ကြီးပဲဖြစ်နေနေနိုင်ငံပေးရတဲ့အမိန့်ကိုတော့နာခံရမှာပဲအခုတော့နိုင်ငံငါလှုပ်ချင်တာကိုလှုပ်ခွင့်ပြုလိုက်ပြီလို့ဆိုပါတယ်အဲ့ဒီအချိန် Captain Atom ရဲ့ level ကို Wonder Woman ဓာတ်နဲ့လာထောက်ပြီး Captain Atom ကဓာတ်သွားကိုဖမ်းကင်လိုက်ပါတယ်ဒါပေမဲ့ Wonder Woman ရဲ့ဓာတ်ဆိုတာ God Killer weapon ဖြစ်နေလို့အချိန်မဟုတ်ပဲ Captain Atom ရဲ့ level ကိုရှသွားပါတယ် Captain Atom ပြောတာနင်းတော်တုံးတာပဲငါခန္ဓာကိုယ်ထဲမှာ nuclear ဘုံ10လုံးထပ်ပုံများရဲ့စွမ်းရည်တွေတိုးလောင်ထားနေရဲ့မှော်ထားနဲ့အဲ့ဒါကိုအပေါက်ဖောက်ပစ်လိုက်ပြီအခုငါရွေးချယ်ရတော့မယ်ဒီမှာဆက်နေပြီးမင်းတို့ရောမြောက်ဝင်ရုံစုံတစ်ခုလုံးကိုပါဖောက်ခွဲမလားဒါမှမဟုတ်ဒီထက်ပိုပြီးမှန်ကန်တဲ့အရာကိုလုပ်မလားကပတိန်အတန်းစူပါမန်ကိုကြည့်ရင်မင်းမမိသေးလားစူပါမန်မင်းကိုမင်းထက်အများအကျိုးကိုပဲဦးစားပေးခဲ့တဲ့ကာလတွေကိုလို့မေးပါတယ်အဲ့ဒီနောက်ငါ့ကိုပေးထားတဲ့အမိန့်ရှိတယ်အမိန့်ကခွင့်ရရရင်မင်းကိုအပြတ်ရှင်းဖို့ပဲအခုကနောက်ဆုံးခွင့်ရဖြစ်ပုံရရလို့ဆိုပါတယ်စူပါမန်ရုံးကန်ရင်တနည်းတက်ခတ်ရင်တဖုံကပတိန်အတန်လက်ကလွတ်ဖို့ကြိုးစားပေမဲ့ကပတိန်အတန်ကတော့မင်းငါ့ကိုဘာလုပ်လို့မရဘူးစူပါမန်ငါသိပြီးသားလူလို့ပြောပြီးစူပါမန်ကိုကဘာအပြင်စီခေါ်ထုတ်သွားပါတယ်ကဘာနဲ့ခက်ဝဝေးအာကာသတနေရာကိုရောက်လာတဲ့အချိန်မှာတော့သူ့ရဲ့ခန္ဓာကိုယ်မှာရှိရှိသမျှနျူကလ িয়ার စွမ်းအင်တွေကိုလွှတ်ထုတ်လိုက်ပါတယ်ချက်ချင်းပဲနျူကလ িয়ার ဘုံ10လုံးမကအပြတ်စွမ်းအင်ကြီးရဲ့ပောက်ကွဲမှုတွေတစ်ခုဖြစ်သွားပြီးနောက်ကလိုက်လာတဲ့ Wonder Woman ကိုပါထိသွားရင်အရာအလုံးအဆုံးသတ်သွားရဲ့ထင်ရပါတယ်ကပတိန်အတန်7 megaton ဒါမှမဟုတ်တန်ချိန်ပေါင်း390နဲ့ညီမျှရဲ့ပောက်ကွဲမှုနဲ့အတူစူပါမန်ကိုရှင်းပစ်ဖို့စ조사ခဲ့ပေမဲ့သူ့ရဲ့နောက်ဆုံးအကြိမ်စ조사မှုကကြာရှုံးခဲ့ရပါတယ်
စူပါမန်တယောက်ဒဏ်ရာရင်းနဲ့လွင့်မျောနေရနေဟန်ချက်ထိန်လိုက်ပြီးလာကဘာမျက်နှာပြင်ပေါ်ဆင်းသက်လိုက်ပါတယ်။လာပေါ်မှာတော့ပောက်ကွဲမှုတံကိုစိုးစိုးဝါးခံထားတဲ့ Wonder Woman ရှိနေပြီးစူပါမန် Wonder Woman ကိုလာကဲထုတ်သွားဖို့ Justice League Watch Tower ကိုလှမ်းဆက်သွဲပါတယ်။ Flash ကချက်ချင်းရောက်လာပြီးဘာဖြစ်ကုန်တာလဲလို့မေးပါတယ်။စူပါမန် Captain Atom အမေရိကန်အစိုးရနဲ့ဘတ်မန်တို့ပေါင်းပြီးသူ့ကိုတတ်ဖို့ကြံစီခဲ့ကြောင်းပြောပါတယ်။ Flash ကဘတ်မန်ဒီလောက်ထိလုံမယ်လို့သူမယုံနိုင်ဘူးလို့ဆိုပြီးစူပါမန်သူလည်းထိုနည်း၎င်းပဲလို့ရေရွတ်ပါတယ်။ Watch Tower ကိုပြန်လိုက်ပြီးWonder Woman နဲ့အတူစေကူတာမှုခံယူဖို့ Flash ကခေါ်ပေမဲ့စူပါမန်သူ့မိဘတွေကိုတွားကြည့်အောင်မယ်ဆိုပြီးကဘာပေါ်ပြန်လာပါတယ်။ Fortress of Solitude မှာ Jonathan မာတာအိုနဲ့ပိတ်မိနေတဲ့ Green Arrow ရှိပြီးစူပါမန်ရေခဲဆိုင်ကိုဖောက်ဝင်လာပါတယ်။မာတာကဒဏ်ရာရထားတဲ့တာဖြစ်သူကိုပြေးကြည့်ပြီးဘာဖြစ်လာလဲစိုးရင်တကြီးမေးပါတယ်။စူပါမန်အမေရိကန်ဆိုရဟာသူ့ကိုရှင်းပြဖို့အမိန့်ထုတ်ခဲ့ကြောင်းအဲ့ဒီကိစ္စကို Green Arrow ခေါ် Oliver Queen သိခဲ့မသိခဲ့မေးပါတယ်။ Green Arrow ကသူမသိဘူးလို့ဆိုပြီးအနားမှာရှိတဲ့စူပါဆေးတောင်တစ်တောင်စီလက်လန်းပါတယ်။စူပါမန် Heat Vision နဲ့ပြစ်လိုက်ပြီးမထိဖို့သတိပေးပါတယ်။ Green Arrow ကမြားတစ်စင်းကိုစူပါမန်ရှိရာစီပြစ်လွှတ်လိုက်ပါတယ်။မြားကစူပါမန်ရဲ့အရေးပြားကိုမဖောက်နိုင်တာကြောင့်ကန်ထွက်သွားပြီးဘေးက Jonathan ခန့်ကိုမတော်ဆသွားဆိုင်ပါတယ်။ Green Arrow ကစိုးရိမ်သွားတော့စူပါမန်ဖျက်ရတာခံလိုက်ရပါတယ်။ Kryptonian နဲ့တာမန်လူသားဖြစ်တာကြောင့်အင်အားချင်းအစမတန်ကွာပြီး Green Arrow တယောက်ရေခဲဆိုင်တွေကိုပါဖောက်ရင်းလွှင့်ထွက်သွားပါတယ်။ဒါပေမဲ့အားမလျှော့ပဲနောက်ထပ်မြားတစ်စင်းထပ်မံပြစ်လွှတ်လိုက်ပြန်ပါတယ်။ Green Arrow ကိုပဲမဲနေတဲ့စူပါမန်မြားကိုရှောင်လိုက်ပြီးမြားအပေါက်တစ်ပုတ်ကနေတစ်ဆင့်အပြင်ဘက်စီရောက်သွားပါတယ်။မင်းကငါ့အိမ်ကိုလာတယ်ငါ့ကိုတတ်ဖို့ကြိုးစားတယ်ဒိုင်ယာနာကိုနာကျင်စေတယ်ပြီးတော့ငါအဖေကိုနာကျင်စေရလို့ပြောရင်စူပါမန်တယောက် Green Arrow ရှိရာကိုရှောက်လာပါတယ်။အပြင်ဘက်မှာတော့ဘတ်မန်အဖွဲ့ရှိနေပြီး Black Canary က Green Arrow မလာမချင်းမပြန်ဘူးလုပ်နေလို့စောင့်နေကြရပါတယ်။ရုတ်တရက် Green Arrow စီမှာဘတ်မန်တက်ထားတဲ့ခြေရာခံဆက်ကအချက်ပြလာပြီးအားလုံးကအချက်ပြရာစီကိုပြေးသွားကြပါတယ်။ဒါပေမဲ့ Green Arrow တော့မတွေ့ရပဲခြေရာခံဆက်တက်ထားတဲ့မြားတစ်ချောင်းကိုပဲတွေ့လိုက်ရပါတယ်။ Black Canary ကမြားစီကိုရှောက်သွားပြီးမြားမှာကတ်ချီထားတဲ့စူပါဆေးတောင်ကိုတွေ့လိုက်ရပါတယ်။နင်းလိုချင်နေရဒါမဟုတ်လား။အိုလီတယောက်တာဝန်ကျေသွားပြီလို့ပြောရင်ဆေးတောင်ကိုဘတ်မန်စီပေးလိုက်ပါတယ်။ဘတ်မန်ကဆေးတောင်ကိုယူပြီး Green Arrow ကိုတယ်လီပေါ်တာနန်းနဲ့ဆက်ဆောင်ကြဖို့ပြောပေမဲ့ Black Canary ကတော့သူပြန်လာအောင်မှမဟုတ်ဘူးလို့ပြောရင်နာကျင်စွာနဲ့အဝေးကိုထွက်ခွာသွားပါတယ်။ Green Arrow ကတော့သူ့ရှိရဒေါသထွက်နေတဲ့ Kryptonian ဂျိုသားကိုကြည့်ရင်ထိုးချက်တွေကိုတစ်ချက်ချင်းစီခံနေရပါတယ်။တဖြည်းဖြည်းနဲ့နာကျင်မှုတောင်မခံစားနိုင်တော့ပဲစကားပြောဖို့တောင်အတန်မထွက်တော့တဲ့အခြေအနေကိုရောက်လာပါပြီ။သူ့ရဲ့မျက်လွှာချသွားချိန်မှာတော့သူ့ရှိရ Kryptonian ဂျိုသားနဲ့ဂျိုသားကိုရက်လိုက်ဖို့အော်ဟစ်တောင်းမှန်နေရဲ့အဖွားကြီးတို့ပျောက်သွားပြီးသူ့ချစ်ရတဲ့ Black Canary ခေါ် Dina Lance ရဲ့ပုံပေါ်လာပါတယ်။ Dina မင်းကငါမြင်မှုသမျှရဲ့မှာအလှဆုံးမင်းကလေးဆိုတာ Green Arrow ရဲ့နောက်ဆုံးအတွေ့ဖြစ်ပြီးအချိန်ထဲမှာပဲအရာအမှောင်တိကျသွားပါတယ်။ဒီလိုနဲ့ပဲDina ခေါ် Black Canary ချစ်ခဲ့ရတဲ့မျိုးသားတစ်ယောက်လည်းဖြစ်ဗမန်အားကိုးရရဲ့ရဲဘော်ရဲဘက်လည်းဖြစ်တဲ့အပြင်သူရဲကောင်းဆန်လာရဲ့ Superhero တစ်ယောက်လည်းဖြစ်ခဲ့ Green Arrow ခေါ် Oliver Queen ကနောက်ဆုံးအချိန်ထိသူ့ရဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ပေးပြီးလူလောကကြီးကနေထွက်ခွာသွားပါတော့တယ်။ Superman တယောက် Green Arrow ရဲ့အသက်ကင်းမဲ့နေတဲ့ခန္ဓာကိုယ်ကိုဇက်တိုက်ထိုးနေခဲ့ပြီးနောက်ဆုံးမှာအမေဖြစ်သူမာတာရက်လိုက်ဖို့ပြောရင်လက်ကိုဖမ်းကင်လိုက်ပါတယ်။မာတာလိုတာမန်အဖွားကြီးကစူပါမန်ရဲ့အရှင်ပြင်းပြင်းရွေ့လျားနေတဲ့လက်ကိုဟန့်တာနိုင်လဲလို့စူပါမန်ကိုယ်ရင်အံ့ဩသွားရပါတယ်။တကယ်တော့မာတာဟာတားဖြစ်သူကိုရက်တန့်ဖို့စူပါဆေးတောင်တစ်တောင်ကိုတောက်လိုက်တာဖြစ်ပါတယ်။စူပါမန်ဆေးတောင်တွေထားရစီကြည့်လိုက်တဲ့အချိန်မှာတော့မာတာတောက်လိုက်တဲ့ဆေးတောင်အပြင်နောက်ထပ်ဆေးတောင်တစ်တောင်ကပါပျောက်နေတာတွေ့လိုက်ရပါတယ်။ဒီတော့မှ Green Arrow တယောက်အသက်နဲ့ရင်းပြီးအာယုံလွှဲသွားမှန်သဘောပေါက်သွားပါတယ်။ ဘတ်မန် Catwoman နဲ့ Black Canary တို့ဟာသူတို့ရဲ့လှုပ်ဝက်စကန်စီပြန်ရောက်လာကြပြီးအဲ့ဒီမှာရှိနေတဲ့ Huntress, Blood Lightning နဲ့ Batwoman တို့က Captain Atom နဲ့ Green Arrow ပြန်မပါလာတာကိုသတိထားမိသွားပါတယ်။ Huntress ကမေးလိုက်ချိန်မှာတော့ Black Canary တယောက်ပြန်မဖြေနိုင်ပဲအဝေးကိုထွက်သွားပါတယ်။ဘတ်မန်ငါတို့သိခဲ့တဲ့ Superman ဆိုတာမရှိတော့ဘူး။အချိန်လဲကုန်လာပြီ။မင်းတို့တွေတနေရာမှာသွားပုံကြတော့သူမင်းတို့ကိုလိုက်ဖမ်းလိုက်မယ်လို့ဆိုပါတယ်။အဲ့နောက်မှာတော့ Teleporter စီလျှောက်သွားပါတယ်။ Batwoman ဘယ်သွားမလို့လဲမေးတော့ဘတ်မန် Batcave ကိုသွားမှာအဲ့ဒီကကွန်ပျူတာနဲ့ပဲဒီဆေးတောင်ကိုခွဲခြမ်းစိတ်ဖြာနိုင်လိမ့်မယ်။ဒါမှနောက်ထပ်ဆေးတောင်တွေကိုကိုယ်တိုင်လုပ်နိုင်မှာ။ဒါပဲလေစူပါမန်နဲ့ရှင်နိုင်ဖို့ငါတို့ရဲ့တခုရသောအခွင့်အရေးဖြစ်မှာလို့ရှင်းပြပါတယ်။ Catwoman နောက်ကပြေးလိုက်ရင်စူပါမန်နင်းကို Batcave မှာတေချာပေါက်လာရှာမှာလို့ဆိုပြီးဘတ်မန်ငါသိရလို့ပြောပါတယ်။ Fortress မှာတော့စူပါမန်ကျွန်တော်ဘတ်မန်ကိုတွားတားရမယ်လို့ဆိုပါတယ်။မြားတလန်းနဲ့ကျွန်တော်တန်အန်အော်တကြီးငါ့ကိုဒီတိုင်းထားပြီးတော့လာလို့မေးပြီးစူပါမန်ဘတ်မန်သာစူပါဆေးတောင်တွေကိုကိုယ်တိုင်ထုတ်နိုင်သွားရင်ပြဿနာတက်မှာလို့ဆိုပါတယ်။ Jonathan နဲ့မာတာတို့နှစ်ယောက်စလုံးကသူတို့ရဲ့တားဖြစ်သူခလတ်ကိုသူ့ကိုယ်သူထက်တခြားလူရဲ့အကျိုးကိုပေါ်ပေါ်သားသားလေးကြည့်တဲ့လူရိုးလူဖြောင်ကြီးဖြစ်ပြိုးထောင်ခဲ့ရဖြစ်ပါတယ်။အခုချိန်မှာတော့ဒဏ်ရာရနေတဲ့အဖေဖြစ်သူထက်တော့ပြိုင်ပွဲမရှိလာရေးကိုဦးစားပေးနေတဲ့ Kryptonian ဂျိုသားတစ်ယောက်ဖြစ်နေပါပြီ။ Superman သူ့မှာ Jonathan ကိုကြည့်နေဖို့အချိန်မရှိတဲ့အကြောင်းပြောပြီး Jonathan မင်းမှာအချိန်ရှိပါတယ်လို့ဆိုပါတယ်။အဲ့ဒီအချိန် Krypton က Superman အဖေရင်ဖြစ်သူ Jor-El ရဲ့ hologram ပေါ်လာပြီး Killer ငါသားမင်းကလူတစ်ယောက်ကိုတပ်ပစ်လိုက်ပြီလို့ပြောပါတယ်
စူပါမန် Green Arrow ရဲ့အဖွဲ့ဟာဒိုင်ယာနာကိုနာကျင်စေပြီးသူ့ကိုပါတပ်ပစ်ဖို့ကြိုးစားခဲ့လို့ရွေးချယ်စရာမရှိဘဲလှုပ်လိုက်ရကြောင်းအကြောင်းပြပြီးဂျော်အယ်ကရွေးချယ်စရာဆိုတာအမြဲရှိရလို့ဆိုပါတယ်ဘတ်မန်တို့ဘက်မှာတော့ခတ်ဝမန်သူနဲ့တခြားသူတွေပါဘတ်ကစ်ကိုလိုက်ပြီးစူပါမန်ကိုအချိန်ဆွဲဖို့ကူညီပေးမယ်လို့ပြောပါတယ်ဘတ်မန်ငါတာမင်းတို့ကိုစိတ်ပူစရာမလိုရင်သူ့ကိုရင်ဆိုင်ဖို့အခွင့်အရေးပိုများတယ်ဒါကြောင့်မလိုက်ခဲ့ခြင်းနဲ့ပဲကူညီပါလို့ဆိုပါတယ်ခတ်ဝမန်အခုချိန်မှာဒီလိုဟန်ဆောင်ပန်ဆောင်တန်မာနေရမှာမဟုတ်ပဲဗမန်တယောက်သူ့ကိုယ်သူစိတ်ခံစားချက်ကင်းမဲ့ပြီးမထိခိုက်နိုင်တဲ့အရာတစ်ခုဖြစ်ဘလောက်ပဲပုံသွင်းထားပါစေဗမန်ဆိုတာရဲ့နောက်ွယ်မှာတာမန်လူတယောက်ရှိနေတဲ့အကြောင်းစူပါမန်လိုကောင်းတဲ့ရင်ဆိုင်ရရင်တော့ဗမန်သူ့ကိုယ်သူဘလို့ပဲပုံသွင်းထားတာဟိုကအသာလေးချေမွားပြစ်လိုက်မဲ့အကြောင်းသတိပေးပါတယ်ဗမန်ကတော့ဒါတွေကိုသိရတဲ့အန်ဒီယာဒေါ်ရဲ့သူတယောက်တည်းဆင်းဖို့စိတ်ပိုင်းဖြတ်ထားပြီးရကြောင်းခတ်ဝမန်ကိုမေးစေးနဲ့ဖြန်လိုက်ပါတယ်သတိမိသွားတဲ့ခတ်ဝမန်ကိုဟန်ထရက်စ်ရဲ့လက်ထဲထည့်ပေးလိုက်ရင်ဗမန်သူငါ့ကိုစိတ်ဆိုးခြင်းဆိုးပါစေအနည်းဆုံးတော့ငါနဲ့အတူတေးရွာမမြန်းဘူးပေါ့လို့ပြောပါတယ်အဲ့ဒီနောက်မှာတော့မင်းတို့အကုန်ပုံကြတော့မြေရောက်ခက်နေတဲ့နေရာတွေကိုသွားငါအစီအစဉ်အောင်မြင်ခဲ့ရင်မင်းတို့ကိုလိုက်ရှာမယ်လို့ဆိုရင် package စီ teleport သွားပါတယ် Fortress of Solitude မှာ Jonathan ပုံပြပန်းမြတ်တေဆုံးနေတဲ့ Green Arrow ရဲ့အလောင်းကိုကြည့်ရင်သူကမင်းတကယ်ချင်းမလားလို့မေးပါတယ် Superman ကျွန်တော်ဒါကိုမလုပ်ချင်ခဲ့ဘူးဒါပေမဲ့သူ့ရဲ့မြာအဖေကိုနာကျင်စေခဲ့ရလို့ပြောတော့ Jonathan အဲ့ဒါသူ့အမားမဟုတ်ဘူးလို့ဆိုပါတယ် Superman ပြန်ပြောတာအဖေပြောတာမှန်တယ်အဲ့ဒါ Oliver အမားမဟုတ်ဘူးဘတ်မန်တရခံပဲသူကအားလုံးဒီနေရာစီဦးဆောင်ခေါ်လာတာကျွန်တော်ကိုလည်းတစ်ချိန်လုံးစန့်ကျင်နေခဲ့သေးတယ်ပြီးတော့ Louis တေခဲ့ရတာလည်းသူ့ကြောင့်ပဲသူကဂျိုးကာကိုအသက်ရှင်ဝင်ပေးခဲ့တယ်ဒါကြောင့်မဲအဲ့ဒီအယူကခဏခဏလွတ်လာပြီးလူတွေကိုဒုက္ခပေးနိုင်ခဲ့တာအခုလဲကျွန်တော်တို့ကအစစ်ပွဲတွေလူသေးမှုတွေကိုလိုက်လံတားဆီးနေရအောင်ဗမန်ကသဘောမကျဘူးသူကအရင်လိုစစ်အနှိဋ္ဌာယုံနေနဲ့တုံးမကြရဲ့ဥပဒေပဲရှိတဲ့အချိန်ကိုပြန်သွားကျင်တာသူအသက်ရှင်နေသူရဲ့ကျွန်တော်ကိုစန့်ကျင်နေအောင်ပါပဲဆိုပြီးဖြစ်ပါတယ်အဖေအရင်ဖြစ်တဲ့ဂျော်အယ်ကပြောရစိတ်မကောင်းပါဘူးခဲလ်ဒါပေမဲ့ဒီကိစ္စမှာပတ်မှန်မှန်တယ်လူသားမျိုးနွယ်တစ်ခုလုံးကသူတို့ရဲ့ကံကြမ္မာကိုသူတို့ကိုယ်တိုင်ဖန်တီးရမှာမင်းဝင်မဆွတ်ဖက်တဲ့အောင်လို့ဆိုပါတယ်မာတာကလည်းစူပါမန်ရဲ့ပခုံးကိုကန်ရင်ဘတ်မန်ဆိုတာမင်းတငယ်ချင်းပဲသူ့ကိုရှင်းပြเสียရမလို့ပါဘူးလို့ပြောပါတယ်မာတာဂျွန်နသန်နဲ့ဂျော်အယ်ရို၃ယောက်စလုံးကစူပါမန်တိတ်နောက်မကျသွားခင်အရင်လိုပြန်ဖြစ်အောင်ဝိုင်းဖြောင်းချကြပဲမဲ့စူပါမန်ကနားမထောင်တော့ပဲ Fortress အပေါ်ကိုပြန်တက်သွားပါတယ်စူပါမန်ကိုမိဘအရင်နေနဲ့မချပြုစုဆောင်ရှောက်ပေးခဲ့တဲ့မာတာအဖေရင်းဂျိုအယ်ဘက်ကိုလှည့်ပြီးရှင်တို့သားကိုလူကောင်းသူကောင်းဖြစ်လာအောင်အကောင်းဆုံးစူးစမ်းပြီးပြုစုပြောထောင်ပေးခဲ့ပေမဲ့ဒီလိုဖြစ်လာတာတောင်းပန်ပါတယ်လို့ဆိုပါတယ်ဂျိုအယ်ကလည်းမာတာနဲ့ဂျွန်နသန်တို့ကိုပြန်ကြည့်ရင်ဒီအရာကိုခမည်းတော်ကဘာစီပို့ထုတ်လိုက်မိတဲ့အတွက်တောင်းပန်ပါတယ်လို့ဆိုပါတယ်ခရစ်ပတွန်ဂျိုကြီးပျက်စီးသွားချိန်မှာတော့ပျော်လင်းချက်ဆိုတဲ့အရာသူတို့သားလေးခါလယ်နဲ့အတူရှင်းတန်းနေအောင်ဖခင်ဖြစ်သူဂျိုအယ်တယောက်စူးစမ်းခဲ့ပေမဲ့အခုချိန်မှာတော့ခါလယ်ကခံမှန်းလို့မရတဲ့အရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်ဘက်ကေ့မှာတော့ဗမန်တယောက်စူပါဆေးတောင်ခွဲချမ်းစိတ်ဖြာနေပါတယ်။အဲ့ဒီချိန်ဘက်ကွန်ပျူတာကိုတစုံတစ်ယောက်ကဆက်သွယ်ပြီးဗမန်ကိုထွက်သွားဖို့နဲ့စူပါမန်လာနေပြီဆိုတဲ့အကြောင်းသတင်းပို့ပါတယ်။အဲ့ဒီလူကဗမန်ကိုစူပါဆေးတောင်အကြောင်းသတင်းပို့ခဲ့တဲ့ Justice League တချို့ဖြစ်ပြီးသူ့ရဲ့လုံခြုံရေးအထက်ထက်ကထားတဲ့ကွန်ပျူတာအောင်ရအောင်ဆက်သွယ်နိုင်လို့ဗမန်အံ့ဩနေပါတယ်။ဘလို့ပဲဖြစ်စေခွဲချမ်းစိတ်ဖြာမပြီးသေးလို့တွားလို့မရကြောင်းဗမန်ကပြောချိန်မှာတော့သူ့ရဲ့အနောက်ကိုစူပါမန်ရောက်လာပါတယ်။စူပါမန်ငါကောတန်မှာရှိရဲ့အယူရဲ့အားလုံးဖန်တန်ဆောင်စီပို့ခဲ့တယ်။ဒါပေမဲ့အရေးကြီးဆုံးတယောက်ကိုမေ့ကြံခဲ့ရပဲ။မင်းကလည်းတခြားအယူတွေလိုပဲကဘာကြီးမီးလောင်ပြကြတာကိုမြင်ကျင်တာဟုတ်ဆလို့ဆိုပါတယ်။ဗမန်မင်းကျွန်တော်နေလာပြောနေရပဲခလတ်လို့ပြောပါတယ်။စူပါမန်ဗမန်ကိုလေဘင်းကကင်မြှောက်လိုက်ရင်မင်းငါ့ကိုစကားပြောရင်အတုံးလုံးစင်ញံစမ်းလို့ချင်းချုပ်ပါတယ်။ဗမန်ခွဲချမ်းစိတ်ပြထားတဲ့စူပါဆေးတောင်းကလုပ်ငန်းစဉ်ပြီးမြောက်ဖို့အချိန်တစ်ခုလိုလို့အချိန်ဆွဲဖို့ဆိုရင်သူ့အကျွမ်းကျင်ဆုံးစိတ်လက်စစ်စင်ရေးကိုကစားရတော့မှာဖြစ်ပါတယ်။ဗမန်စူပါမန်ဘာလာလောက်တာလဲမေးပြီးစူပါမန်မင်းနဲ့အတူဓာရီအားလုံးကိုရှင်းပြဖို့လို့အဖြေပေးပါတယ်ဗမန်မဟုတ်တာမင်းသာငါ့ကိုတက်ချင်ငါတေးပြီးနေပြီအဝေးကနေ heat vision လေးနဲ့ပြက်လိုက်ယုံနေငါဘဝခြုံငိမ့်သွားမှာလို့ဆိုပါတယ်အဲ့ဒီနောက်မှာစူပါမန်ကိုတခြားကြည့်ရင်မင်းခန္ဓာကိုယ်မှာပေးနေရအိုလီတိုရီလားသူကငါ့ကိုသိသမျှတဲ့ကျင့်ဝတ်အလိုက်နာဆုံးနဲ့စာနာစိတ်အရှိဆုံးတငယ်ချင်းနော်ဒါပေမဲ့မင်းမှသူ့ကိုတက်ရတဲ့အကြောင်းပြချက်ရှိရမလားပြောစမ်းပါငါတိုင်နာကိုခေါ်ပေးမယ်အိုလီဗာတယောက်ပုံမကောင်းမွန်တဲ့အနာဂတ်အတွက်သိပေးလိုက်ရဆိုတဲ့အကြောင်းသူ့ကိုရှင်းပြလိုက်စမ်းပါလို့ပြောပါတယ်စူပါမန်အကြည့်လွှဲလိုက်တော့ဗမန်ဆက်ပြီးမင်းဒီမှာဘာလုပ်တာလဲငါကောင်းကောင်းသိရခလတ်ဒါမျိုးငါအရင်ကမြင်ဘူးတဲ့မင်းကငါတားဆီးနိုင်မှမင်းသိတာ哦ပြီးတော့မင်းစိတ်ရဲ့နှက်ဆိုင်တဲ့တနေရာမှာမင်းကငါ့ကိုတားဆီးစေခြင်းနေရလို့ဆိုပါတယ်ဒါကြောင့်စူပါမန်ပါဇက်ပိတ်ထားဖို့ပြောရင်ဗမန်ကိုလွှင့်ပစ်လိုက်ပါတယ်ဗမန်ရိုင်းနဲ့ပြန်ထလာပြီးဒါပေါ့ငါပါဇက်ပိတ်ထားရင်ပိုကောင်းပါပြီးတော့ငါရဲ့တတုဝတ်ဆောင်အကြီးကိုဝတ်ရင်ခရစ်ပတိုနိုက်တွေနဲ့မင်းကိုစက်တိုက်ထိုးနေစေချင်တာမလားဒါဆိုနာကျင်မှုရဲ့အရာတောင်မင်းသိသွားမယ်လေဒါပေမဲ့ငါအဲ့လိုလုပ်မှာမဟုတ်ဘူးခလတ်ငါမင်းကိုတိုက်ခိုက်မှာမဟုတ်ဘူးဘာလို့ဆိုရင်ငါသာမင်းကိုတိုက်ခိုက်ရရင်မတက်ဘဲနေနိုင်မှာမဟုတ်ဘူးလေဒီတော့တိုက်ကုန်မတိုက်တာကောင်းမယ်ငါမင်းလို့လူစတမမမဟုတ်တာလို့ပြောပါတယ်ရုတ်တရက်ဘက်ကွန်ပျူတာကနေခလတ်နဲ့လူဝစ်တို့ရဲ့မင်္ဂလာပွဲပုံရိပ်တွေပေါ်လာပါတယ်စူပါမန်ဓာရီကိုကြည့်ရင်ဗမန်ကိုပိတ်ပြစ်လိုက်ဖို့ပြောပေမဲ့ဗမန်ကမပိတ်ပဲမင်းလူဝစ်ကိုကာဝယ်ဖို့ဂရီးပြုတ်ခဲ့ပေမဲ့ပြက်ကွက်ခဲ့ရလို့အပြစ်တင်ပါတယ်စူပါမန်ဒေါသတကြီးငါပြက်ကွက်တယ်လား
တကယ်ပြက်ကွက်ခဲ့ရမင်းပဲမင်းကငါတို့အားလုံးပေါ်တာဝန်မကျေဘူးလို့အော်ဟစ်ပါတယ်ဘတ်မန်ကထပ်ပြီးမင်းလုံနေတဲ့လောက်ရက်တွေကလူးဝက်စ်ပေါ်ဂုံပြူနေရလို့ထင်လားလို့မေးပါတယ်စူပါမန်ငါလုံနေသမျှအရာရာသူ့အတွက်ပဲကွာလို့ဆိုပါတယ်ဂူနီယံပေါ်တပ်ပုံးနေတဲ့ဘတ်မန်မဟုတ်ဘူးမင်းလူးဝက်စ်အတွက်လုပ်ပေးခဲ့သမျှအရာရာကိုရပ်တန့်ခဲ့လိုက်တာသူဆုံးသွားပြီးကြရပဲမင်းနဲ့သူရဲ့ဆက်နွယ်မှုရောမင်းနဲ့ငါတို့ရဲ့ဆက်နွယ်မှုရောအပြင်မင်းနဲ့လူသားတွေရဲ့ဆက်နွယ်မှုကပါအဲ့ဒီအချိန်ကလေးကပြတ်တောက်သွားခဲ့ရလို့ပြောပါတယ်စူပါမန်တော်လောက်ပြီဘရုစ်ငါ့ကိုတရားဟောနေရရက်ပြီးအမှောင်တွေကထွက်ခဲ့လို့ဆိုပါတယ်ဘတ်မန်မင်းဖြစ်စီရင်တဲ့အတိုင်းဖြစ်ရမယ်လို့ပြောပြီး Sonic Wave တွေထုတ်လွှင့်ပေးတဲ့ device တစ်ခုစူပါမန်ကပြစ်ချလိုက်ပါတယ် Sonic Wave ကြောင့်စူပါမန်တယောက်နားနှစ်ဖက်ကိုပိတ်ထားရပြီးအတန်ကြောင့်နားကလင်းတို့တွေကပါထွက်လာပါတယ်အဲ့ဒီအချိန်ဘတ်မန်ပုံးနေရထွက်ပြီးစူပါဆေးတောင်စီသွားပါတယ်စူပါမန်ရောက်ရက်ခတ်နေတဲ့လင်းတို့တွေကို heat vision နဲ့ပစ်ပြီးမီးလောင်တိုက်သွင်းလိုက်ပါတယ်ပြီးရနဲ့ဆေးတောင်စီလက်လန်းနေတဲ့ဘတ်မန်စီသွားပြီးလက်ကိုဖမ်းကင်လိုက်ပါတယ်စူပါမန်မင်းပြောအမှန်နဲ့ဘရုစ်ငါမင်းကိုတတ်ဖို့လာတာမဟုတ်ဘူးဒါမဲ့ငါ့ကိုနာကျင်စေဖို့ရောကဘာကြီးကိုနာကျင်စေဖို့ပါမင်းကိုခွင့်မပြုနိုင်တော့ဘူးမင်းရဲ့အစွမ်းအစတွေကိုဖျက်ဆီးပြရမယ်လို့ဆိုရင်ဗမန်ကိုကင်မြှောက်လိုက်ပါတယ်အဲ့ဒီနောက်သူ့ရဲ့ဒူးတစ်ဖက်ပေါ်စောင့်ချလိုက်ရင်ဗမန်ရဲ့ခါယိုကိုကြိုခနဲနေအောင်ချိုးပစ်လိုက်ပါတယ်ခါယိုတစ်ခုလုံးကျိုးသွားရဲ့ဗမန်ကိုစူပါမန်ရဲ့မြေပြင်ပေါ်ပစ်ချလိုက်ပြီးစိတ်မကောင်းပါဘူးဘရုစ်မင်းရဲ့အန်ဒီရဲ့များလုံးတယ်လို့ဆိုရင်စမ်းကျင်ပဲအရက်စီလမ်းလျှောက်ထွက်သွားပါတယ်ဗမန်ပြန်ထားဖို့စူးစမ်းချိန်မှာစူပါမန်လှည့်ကြည့်ပြီးစူးစမ်းမနေနဲ့မင်းမထနိုင်ဘူးမင်းရဲ့ခါယိုနှစ်ဖက်အပ်သွားပြီလို့ဆိုပါတယ်အဲ့ဒီနောက်ဗမန်ကိုတခြားကော်တန်ယူရရှိရဲ့ဖန်တန်ဇုံလိုနေရာမျိုးကိုပို့မဲ့အကြောင်းပြောပါတယ်ဗမန်ပြန်ထားဖို့ဆက်ကြိုးစားနေရကြောင်းစူပါမန်6လောက်နဲ့ဖိထားရင်အလုံးအဆုံးတက်ပြီမလို့ပြန်တိုက်ခိုက်တာရက်လိုက်ဖို့သတိပေးပါတယ်အဲ့ဒီအချိန်ဗမန်သူဟာပြန်တိုက်ခိုက်ဖို့ကြိုးစားနေရမဟုတ်ပဲအာယုံလွှဲနေရတာဖြစ်တယ်လို့ဆိုပါတယ်ဒီရောမှစူပါမန်တယောက်ဆေးတောင်သတိရပြီးကြည့်လိုက်ချိန်မှာတော့ဆေးတောင်ခွဲချမ်းစိတ်ဖြာရဲ့ process ပြီးဆုံးသွားရဲ့အပြင်အချက်လက်တွေကိုတနေရာစီပို့ပြီးဖြစ်နေပါတယ်ဗမန်ကလင်းတို့ပြုံပြီးအခုငါတို့မှအခွင့်အရေးရှိသွားပြီအဲ့ဒီဆေးတောင်ကိုပြန်ဖန်တီးပြီးရင်မင်းကိုရင်ဆိုင်နိုင်ပြီလို့ပြောပါတယ်စူပါမန်ဗမန်ရဲ့ကြော်ရိုးကိုဖိရင်အချက်လက်တွေကိုဘယ်ပို့လိုက်တာလဲမေးပါတယ်ခရစ်ပတိုနီယန်အားဖြစ်လို့အယိုးအတန်မှာကြားလာရပါမယ်ဗမန်အားတင်ထိုင်မင်းကိုမင်းဘလို့ပဲသတ်မှတ်ပါစေဒီအခိုက်အတန့်ကိုမှတ်ထားစမ်းဒီအခိုက်အတန့်မှာမင်းကပိုကောင်းတဲ့အနာဂတ်အတွက်ညှင်းပန်းနှိပ်စက်တဲ့နီလန်ကိုတုံးခဲ့ရလို့ခနဲ့ပါတယ်ဒီရောမှစူပါမန်ကလက်ပြန်ရုပ်ပြီးသူအဲ့လိုမြည်ရွယ်ကြောင်းပြောပါတယ်ဗမန်ဒါပေါ့ဘယ်ရွယ်ပါမလဲဒါမင်းအမှားမှမဟုတ်တာတခြားတယောက်ရဲ့အမှားလीဟုတ်တယ်မလားမင်းရဲ့လုပ်ရက်တွေတဲ့တခြားသူကိုအပြစ်လွှဲချစင်ရတစ်ခုပေးလိုက်ရတာတောက်ရမ်းလွယ်ကူတာ哦ဒီလိုလုပ်နေလို့ပဲမင်းကသူ့ရဲကောင်းတယောက်ဟီးရိုးတယောက်မဟုတ်တော့တာအခုမင်းကကိုမကောင်းမှုအတွက်သူမြောင်းကိုအပြစ်ဖို့နေတဲ့လမ်းဘေးလူဆိုးတတာပဲလို့ဆိုပါတယ်ရုတ်တရက်စူပါမန်ရဲ့ပခုံးကိုတစုံတယောက်ကလာပုတ်ပြီးခလတ်ခန့်လို့ပြတခေါ်လိုက်ပါတယ်ဗမန်ရဲ့စကားရဲ့အကြောင်းခံစားနေတဲ့စူပါမန်တုံတုံရီနဲ့လှည့်ကြည့်လိုက်ချိန်မှာတော့ဗမန်ရဲ့အဖေလိုချစ်ရတဲ့အင်ဒိုဒင်းအဲဖရက်ကိုတွေ့လိုက်ရပါတယ်တစ်ချိန်တည်းမှာပဲစူပါဆေးတောင်းကလည်းနေရာမှာရှိမနေတော့ပါဘူးအဲဖရက်ကစူပါမန်ရဲ့နှာခေါင်းနှစ်ဖိုးနဲ့တိုက်လိုက်ပြီးတွန်းထုတ်လိုက်ပါတယ်လဲကျသွားတဲ့စူပါမန်ကိုငါတို့မင်းကိုစိတ်ပြတ်သွားပြီလို့ဆိုရင်ခြေထောက်နဲ့ကန်လက်သီးနဲ့ထိုးသွေးအလင်းလင်းဖြစ်တဲ့အထိဇက်တိုက်ခိုက်ပါတယ်နောက်ဆုံးမှာတော့မင်းငါးမိသားစုကိုလာမထိနဲ့ကွာထိခွင့်မပေးနိုင်တော့ဘူးလို့ပြောပြီးစူပါမန်ရဲ့မျက်နှာကိုကျမ်းပြင်းနဲ့ခြိုက်ဝင်တဲ့အထိအားပြင်းပြင်းနဲ့ထိုးလိုက်ပါတယ်စူပါမန်တယောက်မှောက်သွားချိန်မှာအဲဖရက်ကဗမန်ကိုပွေးလိုက်ရင်တွားရအောင်ဆရာဒီနေရာမှာကယ်တင်ဖို့ထိုက်တယ်တဲ့အရာမရှိဘူးလို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့ဗမန်ကိုတယ်လီပို့တာစီတည်သွားပြီးတနေရာစီတယ်လီပို့လို့ပျောက်ကွယ်သွားပါတယ်စူပါမန်ကတော့သွေးဆက်လက်နဲ့ကြံခဲ့ပါတယ်နောက်တစ်နေ့ကမ္ဘာကုလသမဂ္ဂ UN ခန်းမမှာစူပါမန်နဲ့ Cyborg, Flash, Green Lantern, Raven, Shazam, Damian Wayne Robin လက်စလူသားတို့ရဲ့ Justice League ရှိနေပြီးစူပါမန်မိန်ကွန်းတစ်ခုကိုပြောနေပါတယ်ကျွန်တော်ဘဝရဲ့ချင်းချောက်ခံလိုက်ရပြီ Bruce Wayne ဒါမှမဟုတ် Batman လို့ခေါ်ရဲ့အကြမ်းဖက်ရာဇဝတ်ကောင်ကစွမ်းကြီးလက်နက်တစ်မျိုးခိုးသွားပြီးအဲ့ဒါကိုကျွန်တော်တို့ကိုစန့်ကျင်ဖို့အသုံးပြုလိုက်မယ်ကျွန်တော်နဲ့ Justice League ကိုဒီနေရာမှာအတူရက်ပြီးပြောချင်တာကျွန်တော်တို့ဟာ Batman ဒီကဘာကိုအကြမ်းဖက်မှာမျိုးလုံးဝအဖြစ်ခံမှာမဟုတ်ဘူးဆိုတာပဲကျွန်တော်တို့ဒီမှာရက်တည်နေရသည်ခမရတို့တိုးတယောက်ချင်းစီအတွက်တိုက်ခိုက်ပေးဖို့ဖြစ်တယ်ကျွန်တော်တို့ဟာဗမန်တဲဆောင်လာမဲ့အနိဋ္ဌာယုံတွေကိုတွန်းလှန်မှာဖြစ်လို့ခမရတို့ကြောက်စရာဘာအကြောင်းမှမရှိဘူးကျွန်တော်ရဲ့မျိုးသမီး Louis Lane ဟာသူ့ရဲ့ဘဝတစ်လျှောက်ကိုသတင်းတောက်တစ်ယောက်အဖြစ်မတရားမှုတွေကိုဖော်ထုတ်ရင်ဖျက်ဆီးခဲ့တယ်သူယုံကြည်ခဲ့တာမတရားမှုနဲ့ခြစားမှုတွေဘလောက်ပဲပုံရှိုးကွယ်ရှိုးရှိနေပါစေတစ်ချိန်မှာအဖြစ်မှန်အားလုံးပေါ်လာမယ်ဆိုတာပဲကျွန်တော်တို့ကမဟာမိတ်အင်အားတွေစုစည်းပြီးဗမန်နဲ့သူ့ကိုကိုညီမဲ့ဘသူ့ကိုမဆိုရှာဖွေရှင်းလင်းသွားမှာဖြစ်တယ်လူးဝစ်ကျွန်တော်ကိုနောက်ဆုံးပြောသွားတဲ့စကားကဘာကြီးကိုသွားကယ်လိုက်ဆိုတာပဲဒါကြောင့်ကဘာကြီးကိုကျွန်တော်ကယ်မယ်ဘာပဲပေးဆက်ရပါစေရအောင်ကယ်မယ်စူပါမန်ရဲ့မိန်ကုန်းအဆုံးမှာတော့တူညီဝတ်စုံဝတ်ထားတဲ့စစ်သားစစ်ဆန်ပုဂ္ဂိုလ်ရဲ့ညီညာနဲ့စီတန်းလိုက်ပြီး Justice League ဘေးပတ်ပတ်လည်မှာနေရာယူလိုက်ကြပါတယ်ဒါကတော့စူပါမန်ရဲ့ကိုပိုင်တက်မတော်ပဲဖြစ်ပါတယ်ဒီတက်နဲ့အတူစူပါမန်ဦးဆောင်တဲ့ Justice League တို့ကအကြမ်းဖက်ရာဇဝတ်ကောင်တွေလို့နာမည်တက်ခံထားရတဲ့ဗမန်အဖွဲ့သားတွေကိုမိုးစုံအမြင့်ဆုံးလိုက်လံရှာဖွေရှင်းလင်းကြအောင်မှာဖြစ်ပါတယ်Injustice God Among Us ရဲ့ပထမနှစ်ကတော့ဒီမှာအဆုံးသတ်ပါတယ်
နောက်လာမယ့်ဒုတိယနှစ်မှာတော့စူပါမန်ဟာသူ့ရဲ့အိမ်မက်အတိုင်းငင်းချတဲ့ကဘာကြီးကိုဖန်တီးနိုင်သွားမလားလွဲမရဲ့လမ်းကိုရှောက်မိပြီးစိုးဝါခတ်ထန်တဲ့အာနာရှင်ဖြစ်သွားမလားနဲ့ဘမန်ဖွဲ့ရရောစူပါမန်ကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကိုဆက်လက်ခန်းစားရမှာဖြစ်ပါတယ်